ပြန်ဆင်းလို့ရပြီထင်တယ်အားရင်တွေလောက်ရှိနေဆိုရင်โอเคအားလုံးမင်္ဂလာပါခင်ဗျာနေကောင်းကြမှာကြလားအိုင်ငိုက်နေကြလားโอเคဒီနေ့ဒီနေရာအထိရောက်တော့မှအိုင်ငိုက်နေတယ်ဆိုရင်တော့ကိုဟာဒီနေ့တာမန်လူတယောက်မဟုတ်တော့ဘူးเนาะโอเคအားလုံးနေနဲ့အချိန်ရလဲအများကြီးရလားဟာဒါဆိုရင်တော့မရဘူးတဲ့ဟေးကြိုသိနေတယ်ထင်နော်โอเคဒါဆိုရင်အားလုံးနေနဲ့ဒီနေ့မှာကြတော့ကျွန်တော်ကအဓိကကတော့ဆောင်ရန်ရှောင်ရန်ချက်လေးတွေပေါ့နော်အားလုံးနေအားပေးစကားကြားကျင်လားခင်ဗျဒါဆိုရင်အားပြတ်နေတာပေါ့ဟုတ်လားအားပြတ်နေတယ်ဆိုရင်လက်ထောင်ကြည့်ပါဦးဟာတကယ်အားပြတ်နေတယ်ဆိုရင်ရှိရောโอเคဒါဆိုရင်အားလုံးနေနဲ့ဒီနေ့ကတော့ကျွန်တော်ဒီနေ့လာရောက်ပြီးတော့မျှဝေပေးမယ့်အကြောင်းအရာကြတော့ဒီနေ့ကျွန်တော်ဆက်ဆက်မောစီပွားရေးခွင့်လာမှာအားလုံးလိုမျိုးပဲပေါ့နော်လောက်ကင်ခဲ့တဲ့သူတယောက်အနေနဲ့ဒီကတော့ဆုံရန်ရှောင်ရန်ပဲဆုံစရာရှိတာဆုံမယ်ရှောင်စရာရှိတာရှောင်မယ်ဒါဆိုရင်ကိုလိုချင်တဲ့ပန်းတယ်မြန်မြန်မရောက်နိုင်ဘူးလားတေချာတယ်ခင်ဗျဒီနေ့ကျွန်တော်လာရောက်ပြီးတော့ပြောပြပေးမယ့်အကြောင်းအရာကဆက်ဆက်မောစီပွားရေးမှာလုံးဝဝင်ငွေမရတဲ့သူဘွားကနေပြီးတော့ဆက်ဆက်မောစီပွားရေးမှာတစ်လကိုတသိန်းဘတ်ထက်ထိရရှိနိုင်တဲ့ဝင်ငွေတွေကိုရရှိဖို့အတွက်စ조사ခဲ့တဲ့အချိန်တွေမှာကိုတိုင်ဒီနေ့သိရှိခဲ့တဲ့အရာတွေနားလည်ခဲ့တဲ့အရာတွေသဘောပေါက်ခဲ့တဲ့အရာတွေထဲကဒီနေ့ဒီထက်မှာရှိနေကြတဲ့သူတွေအားလုံးမြက်မြက်ဆန်ဆန်တောင်းချပြီးတော့ရလက်ကောင်တယ်ဖော်နိုင်စေတဲ့ဒီကအကီးတွေကိုလာပြီးတော့ပေးမှာဖြစ်ပါတယ်โอเคဒါဆိုရင်ဒီထဲမှာလူသစ်လေးတွေပါကြလားခင်ဗျโอ้လူသစ်လေးလက်ထောက်ကြည့်ပါဦးโอ้โหเนาะလူသစ်တွေအများကြီးရှိတယ်เนาะတေချာတယ်ခင်ဗျအားလုံးအနေနဲ့ဒါကြောင့်ကျွန်တော်ကတော့ဒီနေ့မှာအောင်မြင်ခြင်းတဲ့သူတွေအတွက်လာပြီးတော့အောင်မြင်ခြင်းတဲ့သူတွေလာပြီးတော့ကီးတွေကိုပေးမှာဖြစ်တယ်ဒါကြောင့်အားလုံးအနေနဲ့ကျွန်တော်တို့ဒီနေ့စေခန်းကိုတွားသလိုမျိုးပဲပေါ့ဒီနေ့ကိုကစေခန်းကိုတွားတဲ့အချိန်မှာကိုကခေါင်းကိုက်ရင်ဗာစေးပေးလဲခင်ဗျခေါင်းကိုက်ပြောက်တဲ့စေးရမယ်ဟုတ်တယ်မလားကိုခါနာရင်โอเคကျွန်တော်ကဒီနေ့အောင်မြင်ခြင်းတဲ့သူတွေလာပြီးတော့မျှဝေပေးမှာဖြစ်တဲ့အတွက်အားလုံးအနေနဲ့ကိုတိုင်အောင်မြင်ခြင်းတဲ့သူဖြစ်ဖို့တော့လိုအပ်ပါနော်အောင်မြင်ခြင်းတဲ့လက်ထောက်ကြည့်ပါဦးโอ้โหအားရင်ပြည့်ပဲနော်ဟမ်ဒီနေ့ကရင်ခေါင်ဖို့ကောင်းတယ်ပျော်ဖို့လည်းကောင်းတယ်နော်ပျော်ဖို့ကောင်းလားဗျโอเคဒါဆိုကျွန်တော်တို့စားကြအောင်အချိန်ဘယ်လောက်ရနိုင်လဲလိုရင်းတူရှင်းပါနော်โอเคဒါဆိုရင်ကျွန်တော်နာမည်တော့ကိုစင်ကိုလို့ပဲခေါ်ပါတယ်ခင်ဗျချောလားခင်ဗျဒါကျွန်တော်ရဲ့ရောက်မှန်ပဲဖြစ်ပါနော်ကျွန်တော်ရဲ့ Facebook ပေါ်မှာ friend ရှိတဲ့သူတွေအားလုံးနေနေပေါ့နော်အသားရည်တွေနည်းနည်းဖြူဖွေးနေဆိုတော့ဒါအဖက်သုံးသားဆိုတော့သိစေချင်တာโอเคနော်ဒါကြောင့်အားလုံးနေနေဒီနေ့ဒါကကျွန်တော်ရဲ့ရောက်မှန်ဖြစ်ပါတယ်ချောတယ်ဟုတ်လားခင်ဗျโอเคချောလို့ကျွန်တော်မှာအခုဆိုမိန်းမတော်ရနေပါပြီโอเคနော်တချို့သူတွေရှိတယ်နော်မိန်းမလိုချင်တော့မိန်းမမရတဲ့သူတွေဒါမဲ့ဒါကစတာပါโอเคဒါကြောင့်အားလုံးနေနဲ့ကျွန်တော်တို့အခုလက်ရှိဒီမှာရှိနေကြတဲ့သူတွေပဲရှိတာမဟုတ်ပါဘူးကျွန်တော် One Project မှာနိုင်ငံတကာကနေပဲတင်နေကြတဲ့သူတွေရှိပါတယ်ကိုရဲ့မိသားစုတွေလက်ခောက်တန်လေးနဲ့ဘာလို့ပြရမလဲโอเคနော်ဂုံယူတာနော်ဒါဂုံယူတာဂုံပြူတာဒါဟာကျွန်တော်မှာဘယ်လိုပြောမလဲလူချင်းဝေးနေပြီမဲ့ကျွန်တော်တို့စိတ်ချင်းနေတဲ့သူတွေအများကြီးရှိပါတယ်ခင်ဗျအခုဆက်ဆက်မော်စီပွားရေးကကျွန်တော်အခုလက်ရှိဒီနေ့ဒီလူတွေပဲကျွန်တော်တို့ဒီနိုင်ငံမှာပဲလုပ်နေကြတာမဟုတ်ပါဘူးကျွန်တော်နိုင်ငံတကာမှာတချို့ဆိုရုံးခွဲမရှိတဲ့နိုင်ငံတွေမှာတော့မှလုပ်ကန်နေကြတယ်အများကြီးရှိတယ်နော်ဒါကြောင့်โอเคကျွန်တော်လည်းဒီနေ့ဒီထက်မှလာရောက်ပြီးတော့ပြောပြပေးမဲ့အကြောင်းအရာတွေပေါ့နော်ကျွန်တော်မပြောပြပေးခင်မှာကျွန်တော်အနှဲငယ်နော်ဒီနေ့ဘယ်လိုပြောမလဲစလိုဂန်လေးနည်းနည်းဝင်မယ်ပေါ့နော်မိတ်ဆွေအားလုံးနဲ့ဒီနေ့စဉ်းစားကြည့်ပါနော်လူ2ယောက်ရှိပါတယ်ကျွန်တော်တို့လူငယ်2ယောက်ပေါ့နော်ကျွန်တော်တို့သွားရင်းနဲ့ကျွန်တော်တို့ကြောက်တောင်2တောင်တွေးတယ်နော်တော့ကြာကျွန်တော်တောင်တဲဆိုလိုက်လူမယ်လေနော်ဒါကြောင့်2တောင်တွေးခိုင်းလိုက်မယ်အဲ့ဒီကြောက်တောင်2တောင်ကကျွန်တော်တို့တာမန်ကြောက်တောင်နဲ့မတူဘူးနည်းနည်းလေးကျွန်တော်အယောင်လေးတွေကတာမန်ကြောက်တောင်နဲ့မတူဘူးဒါကြောင့်ကျွန်တော်တို့တယောက်ကို1တောင်စီကျွန်တော်တို့ကောက်သွားတယ်ပေါ့နော်ကောက်သွားတဲ့အချိန်မှာဒီနေ့ကြောက်တောင်ကောက်တဲ့သူကဒီလူတွေပဲနော်ဒါတယောက်1တောင်စီကောက်ရမယ်နော်လမ်းရောက်ရင်အဲ့ဒီအချိန်မှာဒီနေ့ကိုကောက်လိုက်တဲ့ကြောက်တောင်ကတယောက်ကတော့ဒီကြောက်တောင်ကိုတန်ဖိုးဒီနေ့တိမ့်ထားတာပေါ့နော်အိမ်မှာဒီနေ့တိမ့်ထားတယ်တယောက်ကတော့ဒီနေ့မထင်မှတ်ပဲနဲ့ဒီနေ့ကျွန်တော် channel ထဲမှာပဲကျွန်တော်တို့ပြစ်လိုက်တယ်ပေါ့
တချိန်ကျတော့အဲ့ဒီကြောက်ကကျွန်တော်တို့ဘယ်လိုပြောမလဲကျွန်တော်တို့ဘွားတွေကိုကျွန်တော်အရန်တန်ဖိုးကြီးတဲ့ကြောက်တလုံးဖြစ်နေတယ်နော်ဒါပေမဲ့ခုနလိုမျိုးကြောက်ကောက်ရတာချင်းတော့တူတူပဲဒါပေမဲ့ခုနလိုမျိုးအိမ်မှာတိုင်းထားတဲ့သူနဲ့လမ်းဘေးမှာကျွန်တော်ပြစ်ချခဲ့တဲ့သူကြောက်ရတန်ဖိုးဘယ်သူကပိုင်ဆိုင်မလဲခင်ဗျကျွန်တော်ပေးချင်တဲ့အဓိကအားလုံးနေနေပါလဲဆိုတော့ကျွန်တော်တို့အားလုံးနေဒီနေ့ဒီတက်မှာရှိနေကြတဲ့သူတွေဆက်ဆက်မိုးဆိုတဲ့စီးပွားရေးခွင့်လန်းကိုဒီနေ့မထင်မှတ်ထားတဲ့အချိန်မှာရရှိတယ်ဟုတ်လားခင်ဗျကျွန်တော်ပြောနိုင်တာကမိတ်ဆွေတို့ဒီနေ့အဲ့ဒီကြောက်တောင်းကားတဲ့တန်ဖိုးပြောပြပေးတဲ့သူမရှိတော့မဟုတ်မိတ်ဆွေတို့ဒီနေ့လက်ထက်မှာပိုင်ဆိုင်ထားတဲ့စီးပွားရမိတ်ဆွေတို့အနာဂတ်တွေကိုဒီနေ့ပြောင်းလဲနိုင်တဲ့စီးပွားရေးခွင့်လန်းတစ်ခုဖြစ်တယ်ဘာကြောင့်လဲမိတ်ဆွေတို့ဒီနေ့မိတ်ဆွေတို့နောက်မှာကြည့်လိုက်နော် Platinum App ခေါင်းဆောင်တွေနော် Platinum App ဆိုတော့ Play Ruby Sapphire Emerald Diamond နော်တလားကိုဒီနေ့လက်ရှိနေ့စာလုံးမှာတလားကို1000ဘတ်ထက်ရရှိတဲ့ဘဝကနေတလားကိုဒီနေ့300ဘတ်ထက်1000ဘတ်ထက်ထိရရှိနေကြတဲ့သူတွေမိတ်ဆွေတို့မှာမြတ်ဝါဒီနေ့ရှိနေတာဖြစ်ပါတယ်သူတို့အားလုံးဟာဆိုရင်လည်းဒီနေ့ဆက်ဆက်မော်စီဘွားခွက်လန်ကိုမိတ်ဆွေတို့လိုမျိုးပဲရရှိပြီးတော့ဒီနေ့စ조사ခဲ့ကြလို့အောင်မြင်ခဲ့ကြတာဖြစ်တယ်ဒါကြောင့်အားလုံးကိုကျွန်တော်အဓိကအသိပေးချင်တာကြတော့ဒီနေ့ဒီထက်မှာအခုမှစတင်ပြီးတော့လေ့လာနေတဲ့သူတွေရှိတယ်ပြီးတဲ့ချိန်ကျရင်ဒီနေ့စတင်ပြီးတော့ကျွန်တော်လောက်ကင်နေကြတဲ့သူတွေရှိတယ်ပြီးရင်စတင်ပြီးတော့ကျွန်တော်စ조사နေကြတဲ့သူတွေရှိတယ်ဟုတ်လားခင်ဗျဒါဆိုရင်ဒီနေ့ကိုကဘယ်လိုမျိုးလူပဲဖြစ်ဖြစ်ကိုရဲ့လက်ထံမှာပိုင်ဆိုင်ထားတဲ့အခွင့်အလမ်းကိုကိုယ်တိုင်ဒီနေ့တန်ဖိုးသိပြီးတော့တန်ဖိုးထားဖို့မလိုဘူးလားโอเคအားလုံးနေနဲ့ဒါကြောင့်ကျွန်တော်ကိုနော်ကျွန်တော်တို့အားလုံးကိုဒီလိုမျိုးစ조사လို့ရအောင်ပေါ့နော်ဒီနေ့ဆက်ဆက်မောဆိုတဲ့စီးပွားရေးခွင့်လန်းကိုတည်ထောင်ပေးထားတဲ့ company passion တွေအတွက်လည်းလက်ခောက်တန်လေးနဲ့ကြားချင်ပါတယ်ခင်ဗျဒါကြောင့်ဒီနေ့ဆက်ဆက်မောစီးပွားရေးခွင့်လန်းဆိုတာကမိတ်ဆွေအားလုံးနဲ့ကိုဘလောက်ထိတွေးနိုင်လဲမိတ်ဆွေဘလောက်ထိကိုတွေးနိုင်လဲတွေးနိုင်တယ်လို့နော်ဘလောက်ထိအကန့်အသတ်မရှိဘူးမိတ်ဆွေဘဝတစ်ခုလောက်မိတ်ဆွေအနာဂတ်တစ်ခုလောက်လားမိတ်ဆွေဒီနေ့ကိုပိုင်ဝင်ငွေလိုချင်တာလားမိတ်ဆွေလိုချင်တာပါလဲအကုန်လုံးရနိုင်တယ်နော်အကုန်လုံးရနိုင်တယ်ဘာလိုချင်ကြလဲခင်ဗျဘာလိုချင်ကြလဲပြောချင်တာမိတ်ဆွေလိုတာတွေအကုန်လုံးရမယ်အကုန်လုံးရမယ်နော်ဒါကြောင့်ကိုကတော့လူတယောက်အနေနဲ့လိုအပ်တဲ့အရာပဲလိုချင်ပေါ့နော်လူတယောက်အနေနဲ့မလိုအပ်တဲ့အရာတော့လိုက်ပြီးတော့မလိုနဲ့ပေါ့ဟုတ်လားခင်ဗျလူတယောက်အနေနဲ့လိုအပ်တဲ့အရာမှန်သမျှလောကမှာပါရှိလဲဟိုငွေအချိန်ကျမ်းမာရေးတွေးခေါ်ဘူးသူကမိတ်ဆွေတငယ်ချင်းကောင်းမျှဝေကုသိုလ်နိုင်ငံခြားလက်ကြီးအမွေနဲ့ဒါတွေအားလုံးပိုင်ဆိုင်မယ်ဆိုမကောင်းလားဟိုငွေနေနဲ့မိတ်ဆွေဘယ်လောက်လိုချင်လဲငွေဘယ်လောက်လိုချင်လဲခင်ဗျအများကြီးလိုချင်တယ်ဟုတ်လားဒါကြောင့်မိတ်ဆွေတို့အားလုံးနေနဲ့အဲ့ဒီအများကြီးထဲမှာကိုလိုချင်တဲ့ပမာဏကိုသိဖို့လိုတယ်နော်နော်မိတ်ဆွေတို့ကိုလိုချင်တဲ့ပမာဏကိုမိတ်ဆွေတို့မသိဘူးဆိုရင်သေချာတာတို့ကမိတ်ဆွေမရအောင်ယုံကြည်လားဒါကြောင့်နောက်တစ်ခါကျရင်အများကြီးလို့မပြောနဲ့ပမာဏနဲ့ပြောပေးတဲ့သူကအများကြီးဆိုတော့ဘယ်လောက်ပေးရမှန်းမသိဘူးလေနော်ဟုတ်တယ်မလားဟုတ်လားအများကြီးလို့ပြောတဲ့အချိန်မှာပမာဏနဲ့ပြောဥပမာမိတ်ဆွေလက်ထက်မှာပတ်စံရှိတယ်နော်ဒီနေ့ပတ်စံရှိတဲ့အချိန်မှာမိတ်ဆွေတို့လူ2ယောက်ကလာပြီးတော့ပတ်စံတောင်းမယ်ကျွန်တော်ကိုပတ်စံ3သိန်းပေးပါကျွန်တော်ပတ်စံအများကြီးပေးပါအေးအနည်းအများကြီးဘယ်လောက်လဲဘယ်သူ့ကိုအရင်ပေးမလဲတေချာတော့ကတိကျတဲ့ပမာဏပြောတဲ့သူကအရင်ရမယ်ဟုတ်တယ်မလားဗျဒါကြောင့်အားလုံးနေနဲ့ကိုပြောတဲ့ချိန်ကျတိကျပြောတိကျလိုချင်ဒါမှတိကျတာအများကြီးဆိုတာကကျွန်တော်တို့ဗာလဲနန်စားအများကြီးဘယ်လောက်အများကြီးလဲအများကြီးဒါကြောင့်အားလုံးနေနဲ့အဓိကပြောပြပေးချင်တာကျွန်တော်တို့မှာကိုလိုချင်တဲ့အရာကိုတိကျဖို့လိုတယ်နော်ကိုဒီနေ့ဒီနေရာမှာဝင်လာတဲ့ချိန်ကျလဲကိုမှတိကျပြတ်သားတဲ့ရည်မှန်းချက်ရှိဖို့လိုတယ်မဲဆိုတိကျပြတ်သားတဲ့ရည်မှန်းချက်မရှိဘူးဆိုရင်သိချတယ်ဒီနေရာမှာအခုမှစတင်မဲ့သူလဲကြားရှောင်တဲ့သူထဲမှာပါမယ်ခင်ဗျတိကျတဲ့ရည်မှန်းချက်ရှိရင်မဲဆိုတော့အောင်မြင်တဲ့သူထဲမှာပါမှာဖြစ်ပါတယ်နော်ဒါကြောင့်အားလုံးအနေနဲ့ဒီနေ့ကိုလိုချင်တဲ့အရာတွေအားလုံးကိုဒီလိုမျိုးရရှိဖို့အတွက်တည်ထောင်ပေးထားတဲ့ company passion တွေဦးလည်းအရင်ကျေးဇူးတင်ပါတယ်ပြီးရင်โอเคလာပြီတွေ့လားခင်ဗျโอเคဒီဘက်ဒါဒီပုံလေးကိုပြချင်လို့တီးသက်တောင်ထည့်ထားတာတွေ့လားဒါကဘာတူလဲကျွန်တော်ရဲ့ညီဒါကတော့ကျွန်တော်ရဲ့ upline ရဲ့ညီဖြစ်ပါတယ်ဒါကတော့ကျွန်တော်ရဲ့ upline လို့လည်းပြောလို့ရတယ်တကယ်ကျွန်တော်ဒီစီးပွားမှာလောက်ကြတာကျွန်တော်ရဲ့လုံးဝညီကိုတယောက်လိုမျိုးပဲเนาะဒီစီးပွားမှာတူဘယ်လိုမျိုးခက်ပြဿနာပဲတွေ့เนาะကျွန်တော်ရဲ့ upline နီးတူစွာပဲဒီစီးပွားမှာကျွန်တော်နဲ့တူအခုချိန်ကြီးရှိနေတယ်ကျွန်တော်ညီလေး
ညီလေးဝင်းကိုဖြစ်ပါတယ်ခင်ဗျနော်โอเคအရန်ကျေးဇူးတင်ပါတယ်အခုချိန်ထိကျွန်တော်နဲ့တူ DC Boy ခွက်လန်မှာတူဒီနေ့စူးစမ်းနေပေးတဲ့အတွက်အရန်လည်းကျေးဇူးတင်ပါတယ်ပြီးရင်ကျွန်တော်ရဲ့ခေါင်းဆောင်စစ်စစ်လည်းအများကြီးရှိပါတယ်နောက်ထပ်အနေနဲ့ဇလိုင်းကကိုယ့်ကိုလောရမလားခင်ဗျကိုယ့်ကိုလောရမလားလောလို့ရရနော်โอเคစမ်းကြည့်မယ်စမ်းလို့ရတယ်ဟာโอเคဒါကတော့ခုနကျွန်တော်ရဲ့ app line ရဲ့အကိုရှိုင်းလေးရဲ့ကိုရဲရည်စွမ်းခေါ်ပါတယ်ဒါကတော့ကျွန်တော်ရဲ့နီးပြပဲဖြစ်ပါတယ်ခင်ဗျအားလုံးအနေနဲ့ဒီနေ့ဒီနေရာလေးမှာကျွန်တော်ပြောချင်တာကဒီနေ့အားလုံးမှာ app line ကိုစီရှိကြတယ်ဟုတ်လားရှိပါတယ် app line ဆိုတာကိုရဲ့မိတ်ဆွေကောင်းမယ်စီးပွားတစ်ခုလောက်ကင်တဲ့နေရာမှာအဓိကမိတ်ဆွေတို့အရေးကြီးဆုံးရှာဖွေရမှာပါလဲဆိုတော့မိတ်ဆွေကောင်းမယ်နော်မိတ်ဆွေကျွန်တော်လူငယ်တွေအားလုံးအနေနဲ့ထင်ကြတာကစီးပွားလုပ်ဖို့အတွက်ငွေတွေအများကြီးရှိရမယ်ငွေရင်းနှီးတွေအများကြီးရှိရမယ်ကျွန်တော်တို့မှာကျွမ်းကျင်တဲ့အရာတွေရှိရမယ်ဟုတ်လားဒီအရာတွေကျွန်တော်အနေနဲ့ခေါင်းထဲမှာတွေးကြတယ်ကျွန်တော်လူငယ်တွေအားလုံးအနေနဲ့ကျွန်တော်လည်းတွေးခဲ့ဘူးတာပဲဒါပေမဲ့အရေးကြီးဆုံးကဘာလဲဆိုတော့ကျွန်တော်တို့မိတ်ဆွေကောင်းမိတ်ဆွေဒီနေ့မိတ်ဆွေမှာမိတ်ဆွေကောင်းတယောက်ပိုင်ဆိုင်ထားရင်မိတ်ဆွေမှာမရှိဘူးလားငွေမရှိဘူးလားမိတ်ဆွေတို့ငွေရှာပေးလိုက်မယ်မိတ်ဆွေတို့မသိဘူးလားမိတ်ဆွေသိလာအောင်လုပ်ပေးလိုက်မယ်မိတ်ဆွေမတက်ဘူးလားမိတ်ဆွေတက်လာအောင်လုပ်ပေးလိုက်မယ်မိတ်ဆွေနားမလည်ဘူးလားမိတ်ဆွေနားလဲအောင်လုပ်ပေးလိုက်မယ်မိတ်ဆွေဒီနေ့အောင်မြင်ခြင်းတဲ့နေရာမှာမိတ်ဆွေလိုအပ်တဲ့အရာတွေကိုဒီနေ့ထောက်ပံ့ကူညီပေးနိုင်တာမိတ်ဆွေတို့ရဲ့မိတ်ဆွေကောင်းမယ်မိတ်ဆွေကောင်းဆိုတာကကျွန်တော်ပြောပြပေးမယ်နော်အားလုံးကျွန်တော်လူငယ်တွေကျွန်တော်အပြင်မှာဆိုပြောကြတာမဟုတ်လားဘာပြောလဲဆိုတော့ဟေးဒီနေ့တာပေါင်းညာစားကြားဘူးလားတာတဲ့ချိန်ပေါင်းတယ်မတာတဲ့ချိန်မပေါင်းတော့ဘူးနော်အားလုံးနေနဲ့ဒါကြောင့်ကျွန်တော်တာတဲ့ချိန်ပေါင်းတယ်ကျွန်တော်ဒီနေ့ DC ပွားမှာဝင်လာရကိုယ့်ရဲ့ app line ဆိုတာကိုယ့်အတွက်မိတ်ဆွေကောင်းလို့ကျွန်တော်ကဘာကြောက်ပြောလဲဆိုတော့မိတ်ဆွေဒီနေ့ DC ပွားမှာဝင်လာတဲ့ချိန်မှာမိတ်ဆွေတို့ကို့မှာဘာပြီးဆောင်နေလဲအသိပညာစီးပွားအသိပညာပြီးဆောင်နေလားငွေကြေးပြီးဆောင်နေလားအချိန်ပြီးဆောင်နေလားဘာမှမပြီးဆောင်ဒါပေမဲ့ကိုယ့်ကိုယုံကြည်မှုရှိစွာနဲ့ဒီစီးပွားရေးကိုကိုယ့်ရဲ့လက်ထက်ထည့်ပေးခဲ့တယ်မဟုတ်လားဟေးတွေ့လားခင်ဗျဒါကြောင့်ကိုယ့်ရဲ့ app line ဆိုတာကိုယ့်အတွက်မိတ်ဆွေကောင်းပဲပြီးရင်ကိုယ့်ရဲ့လက်ဦးဆရာဒီနေ့တချို့ဆိုရင် Telegram ဖွင့်လို့မတက်ဘူးမဖွင့်မရဘူးလားဟေးကုမ္ပဏီကြောင်းလဲဒီနေ့နားမလဲဘူးဘာမှနားမလဲဘူးဒါပေမဲ့ကိုယ့်ကိုအရင်ဆုံးနေနဲ့ကိုယ့်ရဲ့ app line ကသင်ပြပေးခဲ့တယ်ဟုတ်လားခင်ဗျကိုယ့်အတွက်လက်ဦးဆရာဖြစ်ပါတယ်ဒါကြောင့်အားလုံးနေနဲ့ကိုယ့်ရဲ့ app line ရှိသည်ဖြစ်စေမရှိသည်ဖြစ်စေကိုယ့်ရဲ့ app line ကိုအမြဲတမ်းကိုယ့်ရဲ့ကျေးဇူးရှင်တယောက်ရဲ့နေရာမှာထားပါကျေးဇူးရှင်ဖြစ်တဲ့အတွက်ကျေးဇူးမဆက်ရင်နေပါစေကျေးဇူးမကမ်းမိစေနဲ့ခင်ဗျဟုတ်တယ်နော်ကျေးဇူးမကမ်းမိစေနဲ့ဒါအရန်ရေးကြည့်ပါတယ်ဘာကြောင့်လဲကျွန်တော်တို့ဒီနေ့အောင်မြင်တဲ့သူတယောက်ဖြစ်ဖို့ဆိုရင်ဒီအချက်ကအရန်ရေးကြည့်ပါတယ်ကျေးဇူးမကမ်းမိစေပါနဲ့နော်ဘာဖြစ်လို့လဲဆိုတော့ဒီနေ့ဒီစီးပွားမှာကိုဝင်လာပြီးတော့ဒီနေ့ဒီနေရာမှာရှိနေဖို့အတွက်ကိုယ့်ရဲ့ app line ကိုခွင့်လန်းပေးတာလုံလောက်ပြီးကြံတဲ့အရာတွေကကိုကြိုးစားသွားလို့ရပါတယ်နောက်တစ်ခုကတော့ကျွန်တော်ရဲ့နီးပြဖြစ်ပါတယ်ခင်ဗျနော်အားလုံးအနေနဲ့သိကြတယ်ဟုတ်လားမသိတဲ့သူဆိုရင်ဒါ blood diamond ရာထူးကြီးလီတိုင်းမဆူလိမ်ပဲဖြစ်ပါတယ်ကျွန်တော်ဒီနေ့ပြောတတ်ဆိုတတ်ဒီနေ့ဒီချိန်ထိကျွန်တော်ဝင်ရောက်လာကြတဲ့နေပြီးတော့ကျွန်တော်ကိုပြောမယ်ဆိုရင်တော့ပေါင်သွင်းပေးခဲ့တဲ့သူတယောက်ပဲဖြစ်ပါတယ်ခင်ဗျနော်ကျွန်တော်လည်းအရင်တော့ဒီလိုမျိုးပုံစံမဟုတ်ပါဘူးဒီလိုမျိုးစင်ပေါ်မှာလည်းလာမပြောတတ်ပါဘူးဒါဆိုရင်အားလုံးအနေနဲ့ဒီနေ့ဒီထက်မှရှိကြတဲ့ app line ရှိမယ်သိချတဲ့ကိုဆက်ပြီးတော့စူးစမ်းရင်ကိုမှနီးပြားတွေရှိမယ်ဆိုရင်မိတ်ဆွေလည်းတနေ့ဒီနေ့ဒီနေရာမှာလာရောက်ပြီးတော့မျှဝေနိုင်တဲ့သူဖြစ်နိုင်ပါတယ်ခင်ဗျโอเคဘယ်သူဟာတူလားခင်ဗျဒါကညီကိုတွေပါဒါကိုစင်ကိုရဲ့ဝမ်းကွဲညီကိုတွေပေါ့နော်အားလုံးနေနဲ့ဒါကတော့ကျွန်တော်ရဲ့ဒီပေါင်ကိုကျွန်တော်ဘာကြောင့်ဒီနေရာမှာမိတ်ဆွေတို့လာပြီးတော့ပြပေးလဲဆိုတော့ဒီပေါင်တစ်ခုချင်းစီမှာပေါ့နော်ဒီမိတ်ဆွေတို့အားလုံးကြည့်လိုက်မယ်ဆိုတော့ပုံမှန်ပဲဟုတ်လားတချို့ဆိုရင်ကိုဆိုဘယ်သူပုံတွေယူလာတာလဲပေါ့နော်ဒါကျွန်တော်ရဲ့ပုံတွေပဲဖြစ်ပါတယ်နော်ဒါကျွန်တော်ရဲ့ပုံတွေပဲဖြစ်ပါတယ်ပြောချင်တာဒီပုံတစ်ခုချင်းစီမှာမိခွန်မိုင်ပေါ့နော်ဒိုက်ပဲအများကြီးရှိပါတယ်ဒါဆိုရင်ကျွန်တော်ဒီနေ့အခွင့်အလမ်းရှာနေတဲ့လူငယ်တယောက်အနေနဲ့နော်ရှိတဲ့အချိန်ဖြစ်ပါတယ်ဒါကကျွန်တော်နေ့စားလုံးမှာကျွန်တော်လုံးနေတဲ့အချိန်မှာရိုက်ထားတဲ့ပုံဖြစ်ပါဒါကတော့ဆက်ဆက်မော်စီပွားရေးကိုကျွန်တော်စတင်ပြီးတော့သွားတဲ့ပုံဖြစ်ပါတယ်ဒါကတော့ရုံးကိုသွားရင်းနဲ့နော်ဒါညီလေးဝင်းကိုဦးနဲ့ရိုက်ထားတဲ့ပုံဒါကတော့တင်တန်းတွေကိုပထမဆုံးကျွန်တော်သွားတဲ့ပုံဖြစ်ပါတယ်ဒါကတော့ဆက်လက်ပြီးတော့သွားတဲ့တင်တန်းခဏတွေကိုကျွန်တော်သွားတဲ့ပုံဖြစ်ပါတယ်ဘာကြောင့်လဲဆိုတော့ဒီပုံတွေကိုကျွန်တော်ကြည့်လိုက်တဲ့ချိန်ထဲမှာဆိုရင်ကိုပြန်ပြီးတော့ကြည့်တယ်ဟေးနင်အရန်တော်တာပဲနော်ဟေးနင်အရန်တော်တာပဲနင်ဒီလောက်ထိလုံနိုင်ခဲ့တာပေါ့လေအရန်ပီတိဖြစ်တယ်ခင်ဗျဒါကြောင့်ဒီပုံတွေကိုကျွန်တော်ကြည့်လိုက်တဲ့အချိန်တိုင်းမှာကျွန်တော်ဘာကိုတွားပြီးတော့မြင်ဟေးစေကိုနင်ဒီထက်မကပို့ပြီးတော့နင်လုံနိုင်သေးတယ်နင်စတင်ခဲ့တဲ့အချိန်တုန်းကနေ့ကိုနင်ပြန်ကြည့်လိုက်ဒါကြောင့်အားလုံးအနေနဲ့ဒီနေ့ဒီချိန်မှာကိုယ့်ရဲ့ဓာတ်ပုံလေးကိုရိုက်ထားနော်
တချင်ကြရင်မိတ်ဆွေတို့အားလုံးနေနဲ့ဟေးကိုပြန်ကြည့်လိုက်တဲ့ချိန်ထဲမှာအဲ့ဒီဓာတ်ပုံတွေကနေပြီးတော့ဘာဖြစ်လဲဆိုတော့ကိုဖလန်တွေအများကြီးပြန်ပြီးတော့ပေးပါလိမ့်မယ်နော်ပြန်ပြီးတော့ပေးပါလိမ့်မယ်ဒါကမိတ်ဆွေတို့အားလုံးနေနဲ့သိကြတယ်ခင်ဗျဒီစီးပွားရေးမှာကြံရှိနေတဲ့ချိန်မှာကိုရဲ့ဓာတ်ပုံတွေကိုကြည့်ချင်းအပြည့်ဟိုသိနိုင်တယ်ငါဘယ်လောက်ထိပြောင်းလဲလာတယ်နော်ဒါကြောင့်အားလုံးနဲ့အကြံပြုချင်ပါတယ်ကျွန်တော်ဆိုရင်လည်းဒီနေ့ဒီစီးပွားရေးမှာဝင်ရောက်လာတဲ့ချိန်မှာကျွန်တော်မှအသိပညာဘာမှမရှိဘူးခင်ဗျနော်ဒီကဘာကြောင့်ကျွန်တော်ဒီစီးပွားရေးကိုဝင်ရောက်လောက်ကင်လဲဆိုတော့ကျွန်တော်လည်းရည်ရွယ်ချက်ရှိလို့နိုင်ငံခြားကိုဒီနေ့တက်လာတဲ့လူငယ်တယောက်ပဲကျွန်တော်ရဲ့ရည်ရွယ်ချက်ကတော့ရှင်းရှင်းလေးပဲကျွန်တော်ချေရတဲ့မိသားစုမိဘတွေကိုကျွန်တော်တက်နိုင်ဘက်ကကျွန်တော်ကူညီပေးခြင်းတယ်ကျွန်တော်ဆိုရင်အသက်16နှစ်ရွယ်ထိကျွန်တော်မှကိုယ်ပိုင်အိမ်မရှိသေးဘူးကိုယ်ပိုင်အိမ်နဲ့ကျွန်တော်မနေရသေးဘူးကျွန်တော်ရဲ့အဖေမေတွေကခြေစုံလက်ဆောင်ပြောမယ်ဆိုရင်တော့အောက်ခြေကနေပြီးတော့စပြီးတော့စူးစမ်းခဲ့ကြတယ်မိသားစုဝင်တွေမှာမွေးဖွားခဲ့တဲ့သူတယောက်ဖြစ်တယ်ဒါကြောင့်အဖေနဲ့မေတူတူနေတဲ့အချိန်မှာဘာမှမပါလာဘူးစူးစမ်းခြင်းနဲ့စိတ်အဖေမှာပါတာကအမေကိုတာဝန်ယူနိုင်ရမယ်ငါတာဝန်ယူမယ်နော်အမေမှာပါတာကလည်းငါယုံကြည်တယ်ဒါကြောင့်တယောက်နဲ့တယောက်ဘဝကိုအာမခံချက်တွေနဲ့မလုပ်ခဲ့တာလဲတူတူပေါင်းစည်းခဲ့တယ်မြအဖေဘက်ကလည်းသဘောမတူအမေဘက်ကလည်းသဘောမတူဒီအရာတွေကျွန်တော်ဘာကြောင့်သိလဲဆိုတော့ကျွန်တော်တို့ကဒီနေ့ကျွန်တော်အသက်16နှစ်ရွယ်ရောက်တဲ့ချိန်မှာကျွန်တော်တို့ကစိတ်ပြူရေးလုပ်တယ်နွေရာသီမှာကျွန်တော်ဟင်းသင်းဟင်းစိတ်တဲ့ချိန်ကြရင်ကျွန်တော်လည်းဒီနေ့အရွယ်ရောက်နေတဲ့သူတယောက်ဖြစ်တဲ့အတွက်ညဘက်ဆိုရင်ကြောင်းကပြန်ပြီးတော့စာချက်ပြီးတဲ့ချိန်ကြရင်အမေတွေဖေတွေကိုကျွန်တော်ကူညီတယ်ဟင်းရွက်ဆွဲဟင်းရွက်ဒီနေ့စီးတာကစုံရွက်တို့ချင်ပေါင်တို့ပဲသီးတို့ရောမတွေသီးတို့အဲ့ဒီချိန်ကြရင်ပြောပြခဲ့တဲ့အရာတွေကကျွန်တော်ဒီနေ့ဒီချိန်ဒီကျွန်တော်မှတ်မိနေတယ်ခင်ဗျဒါကြောင့်အဖေကလည်းစူးစမ်းတယ်အမေကလည်းတတ်တယ်လို့ဆုဆောင်တယ်ဘဝတစ်ခုတိဆောက်တယ်တိဆောက်တဲ့ချိန်မှာအမေကအဖေကိုပြောတယ်တဲ့အကိုပေါ့နော်ကိုပိုင်အိမ်လေးနဲ့နေချင်းတယ်အဖေကပြောတယ်တနေ့နေရမှာပေါ့တနေ့နေရမှာပေါ့လို့အဲ့လိုမျိုးတယောက်နဲ့တယောက်ပြောရင်းနဲ့ကျွန်တော်အသက်16နှစ်ပြီးတယ်ကျွန်တော်အသက်16နှစ်ပြီးတဲ့ချိန်ဒီကျွန်တော်ကိုပိုင်အိမ်နဲ့မနေနိုင်သေးဘူးကျွန်တော်လွန်ခဲ့တဲ့2024 10လပိုင်းတော့ကျွန်တော်မြန်မာနိုင်ငံပြန်တယ်ကျွန်တော်မိသားစုပေါ့နော်မိသားစုပြန်တော့အဖေပြောတဲ့စကားလေးတခုကျွန်တော်အရန်ကိုမှရင်ထဲမှာခံစားရတာပေါ့နော်ခံစားရတဲ့အရာဘာလဲဆိုရင်ကျွန်တော်မှဆိုရင်အခုဆိုရင်သားလေးတယောက်ရှိတယ်သားလေးတယောက်ရှိတော့အဖေကဘာပြောလဲဆိုရင်တော့သူ့ရဲ့ပထမဦးဆုံးကျွန်တော်ကိုရရှိခဲ့တဲ့အချိန်တုန်းကခံစားချက်ကိုပြန်ပြီးတော့ပြောပြပေးတယ်အဖေကကျွန်တော်မွေးပြီးတဲ့အချိန်မှာကျွန်တော်ရပြီးတဲ့အချိန်မှာမွေးပြီးတဲ့အချိန်မှာအရန်ကိုမှပြပြစုံစုံထားခြင်းတယ်ကျွန်တော်အဲ့လိုမျိုးထားခြင်းတော့ဒါပေမဲ့မထားနိုင်ခဲ့ဘူးမထားနိုင်တဲ့အကြောင်းရမစူးစမ်းလို့မဟုတ်ပါဘူးစူးစမ်းတယ်ဒါပေမဲ့နောက်ထပ်တော့မှလိုက်ပါလာတဲ့ကျွန်တော်ရဲ့ညီလေးတွေရှိတယ်ပေါ့နော်ဒါကြောင့်အားလုံးအနေနဲ့တချို့တော့ကျွန်တော်တို့လူငယ်တွေမှာကြတော့ဖြစ်ဖူးကြလိမ့်မယ်ပေါ့နော်ကိုတကူကူစင်မပြေတဲ့ချိန်ကြရင်နောက်ဆုံးကိုရဲ့မိဘတွေကိုဒီနေ့ပြစ်တင်ကြတဲ့သူတွေငါတို့တွေကကန်ဆိုးလိုက်တာအဖေမေကိုတကူကူပြောတဲ့ချိန်ကြရင်အဖေတို့မှပြပြစုံစုံမထားခဲ့တာအမေတို့မှပြပြစုံစုံမထားခဲ့တာဒီလိုမျိုးတွေးကြတဲ့လူငယ်တွေရှိကြလိမ့်မယ်ခင်ဗျာပြီးရင်တချို့တော်သူတွေဆိုရင်ကျွန်တော်တွေးကြလိုက်မယ်ငါတို့ကကဘာပေါ်မှာမိဘတွေအများကြီးရှိတာပဲဘာဖြစ်လို့ငါတို့ကဆင်းရဲတဲ့မိသားစုမှာလာပြီးတော့ဝင်စားတာလဲဒီလိုမျိုးတွေးကြတဲ့လူငယ်တွေရှိကောင်းရှိပါလိမ့်မယ်ကျွန်တော်လည်းတွေးဘူးတယ်ခင်ဗျဒါပေမဲ့ကျွန်တော်ဒီနေ့ကိုပိုင်မိသားစုတစ်ခုနဲ့ကျွန်တော်ရဲ့သားလေးတယောက်ရှိလာတဲ့အချိန်မှာကျွန်တော်သိလိုက်တာကမိသားစုတစ်ခုကိုကျွန်တော်တို့ကိုယ့်ရဲ့ပခေါင်းပေါ်မှာထမ်းပြီးတော့တွားဖို့ဆိုတာတကယ်မှကျွန်တော်မလွယ်ဘူးဟုတ်လားခင်ဗျဒါကြောင့်အားလုံးအနေနဲ့ဒီနေ့ကိုမြန်မာနိုင်ငံမှာနေတော့နော်နိုင်ငံခြားသွားရင်ဆင်ပြေမယ်ငါဟိုသွားရင်ဆင်ပြေမယ်ဒါမဲ့အားလုံးနဲ့အခုဆင်ပြေနေပြီလားခင်ဗျနော်အားလုံးအနေနဲ့ဒီနေ့စဉ်းစားကြည့်လိုက်ကိုမှလာစဉ်ပတ်စံနေရှိတယ်ကိုလုံဒီနေ့သုံးနိုင်နေပြီလားကိုဒီနေ့100 ရာခိုင်နှုန်းပြပြဝထောက်ပံ့နိုင်ပြီလားခင်ဗျဒါပေမဲ့ဒီနေ့ကိုရဲ့အဖေတွေအမေတွေဟာဆိုရင်ဒီနေ့ကိုမွေးပြီးတာနဲ့စတင်မွေးတဲ့ချိန်ကနေပြီးတော့သူတို့မှကိုဂယူဆိုင်လဲရတာဟုတ်လားကိုဒီနေ့ကိုဝန်ထဲမှာရှိတဲ့ချိန်နဲ့ကိုဂယူဆိုင်လဲရတာအဖေဖြစ်တဲ့သူကလည်းဒီနေ့ငါသားလေးဒီနေ့ကောင်းကောင်းမွန်ထွက်လာဖို့ငါသမီးလေးကောင်းမွန်ထွက်လာဖို့
အပြင်ကိုဒီနေ့ရောက်လာပြီးတဲ့ချိန်မှာဆိုရင်လဲသူများဒီနေ့ဒန်းတူနေနိုင်ဖို့စားနိုင်ဖို့မိတ်ဆွေတို့အားလုံးနေနဲ့ဒီနေ့ကိုယ်တိုင်တစ်ခါမှမတွေးဘူးတဲ့အရာတွေကိုယ့်ရဲ့မိဘတွေအများကြီးတွေးထားတယ်။ဘာကြောင့်လဲကျွန်တော်ကိုယ်တိုင်ဒီနေ့အဖေနေရာရောက်လာတဲ့အချိန်မှာဒီခံစားချက်ကိုကျွန်တော်ကောင်းကောင်းကြီးနားလဲတယ်ခင်ဗျ။ဒါကြောင့်အားလုံးပြောချင်ပါတယ်ဒီနေ့ကိုယ့်ရဲ့မိဘတွေရှိနေသေးတယ်ဆိုရင်ဒီချိန်မှာကိုယ့်ရဲ့မိဘတွေကိုတတိယပါကိုယ့်ရဲ့မိဘတွေအတွက်ကြိုးစားပါကိုနေခြင်းတို့မျိုးကိုနေတာတွေအချိန်တွေကိုအာရကုံဆောင်တာတွေမဖြစ်ပါစေနဲ့ခင်ဗျ။ဘာကြောင့်လဲဆိုတော့ဒါဟာကျွန်တော်မိဘတယောက်ရဲ့နေရာကိုရောက်လာတဲ့အချိန်မှာကျွန်တော်ကိုယ်တိုင်သိလာရတဲ့အရာပဲဖြစ်ပါတယ်။နော်ဒါကြောင့်အားလုံးအနေနဲ့ဒီနေ့ဒီထက်မှာရှိနေကြတဲ့မိသားစုများအားလုံးဒီနေ့ဒီထက်မှာရှိနေကြတဲ့ကျွန်တော်နော်စူးစမ်းနေကြတဲ့လူငယ်အားလုံးနိုင်ငံခြားကိုကျွန်တော်လည်းတက်လာတယ်ကျွန်တော်ဆိုရင်တစ်ခါမှဒီနေ့ရွာကနေပြီးတော့မြို့တော်မှမသွားဘူးကိုတယောက်တည်းဒါမဲ့နိုင်ငံခြားကိုတက်လာတယ်တက်လာတဲ့နေသားခုမှသေချာတာတို့ကဒီနေ့ခက်ခဲကြတယ်ဟုတ်လားတူတူပဲခင်ဗျကျွန်တော်ဆိုရင်ဒီနေ့တရားမဝင်လန်းလာရတယ်လေနော်သူများတွေဒီနေ့နော်ကျွန်တော်တို့ရွာဘက်ကဆိုရင်တက်လာတဲ့သူတွေတချို့ဆိုရင်နေချားစောက်တဲ့တရားပြစ်တက်တာခံရတာတွေနော်ပြီးရင်မိုင်းနေပြီလို့ခြေတော့ပြက်လက်ပြက်တဲ့သူတွေထိုင်းနိုင်ငံထဲရောက်လာတယ်မိန်းကလေးတွေဆိုရင်ဒီနေ့ရောင်းစားခံရတယ်နော်ဘယ်နေရာရောင်းစားခံရလဲနော်သူများအိမ်မှာအိမ်ကူလောက်ဆန်ပိတ်ဆန်လည်းမရဘူးဟုတ်လားပိတ်ဆန်လည်းမရဘူးတချို့ယောက်ျားလေးဆိုရင်ဒီနေ့လှေပေါ်မှာဒီနေ့ရောင်းစားခံရတယ်ပိတ်ဆန်လည်းမရဘူးနော်အလုပ်တွင်ပေးတဲ့သူပွဲစားတွေကသူတို့ကိုပိတ်ဆန်တွေကြိုပြီးတော့ထောက်ထားတယ်ဒီလိုမျိုးတွေကြားတော့လူငယ်တယောက်နဲ့ကြောက်တာပေါ့ဒီကရည်ရွယ်ချက်တစ်ခုပဲဟေးငါဒီနေ့ငါနော်ငါရောက်ချင်တဲ့နေရာငါရဲ့မိဘနေစီကိုရောက်ပါစေတွေးထားတာကနိုင်ငံခြားရောက်ရင်ဆင်ပြေလိုက်မယ်လက်ထောင်ကြည့်ပါဦးနိုင်ငံခြားရောက်ရင်ဆင်ပြေလိုက်မယ်လို့တွေးထားတဲ့သူတွေလက်ထောင်ကြည့်ပါဦးခင်ဗျနိုင်ငံခြားရောက်ရင်ဆင်ပြေလိုက်မယ်ဆိုတဲ့သူတွေတူတူပဲဟုတ်လားနိုင်ငံခြားရောက်ရင်ဆင်ပြေလိုက်မယ်ဒီနေ့တွေးထားတယ်ဒါပေမဲ့လက်တွေးနဲ့တကယ်အပြင်မှာတူလားမတူဘူးနော်အပြင်မှာတကယ်တွေးရတော့လေးပေကပတ်လက်ခန်းချင်းလေးထဲမှာအိမ်သားလဲဒီနေရာမှာထမင်းဟဲချက်တာလဲဒီနေရာမှာအိုက်တာလဲဒီနေရာမှာဖက်နှက်ထားတာလဲဒီနေရာမှာအိုးစားလဲတာလဲဒီနေရာမှာမဟုတ်လားကျွန်တော်အံ့ဩမိတယ်ဟေးသူတို့ဘယ်လိုမျိုးနေနိုင်တာလဲကျွန်တော်လာတော့ဆိုရင်သူတို့ကျွန်တော်မေးဘူးတယ်ဟေးမြန်မာနဲ့ထိုင်းနိုင်ငံရောက်တာဘယ်နှစ်နှစ်ရှိပြီလဲတချို့ဆိုရင်10နှစ်ကျော်တချို့ဆိုရင်9နှစ်မပြန်ကျင်ဘူးလားပြန်ကျင်တာပေါ့နော်ဒါပေမဲ့ကျွန်တော်တို့လူတိုင်းအားလုံးမှာရည်ရွယ်ချက်တွေမရှိဘူးလားရှိတယ်ကျွန်တော်တို့ရည်ရွယ်ချက်ကကျွန်တော်ဆိုရင်4နှစ်ကြာပြီမြန်မာနိုင်ငံပြန်မယ်ကိုယ်ပိုင်အလုပ်တစ်ခုလုပ်မယ်ကျွန်တော်ရည်ရွယ်ချက်နော်လူတိုင်းမှာလည်းဒီနေ့ရှိကြလိုက်မယ်ဘယ်နှစ်ကြာပြီးရင်ပြန်မယ်တကယ်လက်တွေ့ဖြစ်လားတချို့ဆိုရင်ကိုယ့်ရဲ့ရည်မှန်းချက်တွေကြော်ကုန်ပြီဟုတ်လားမှန်တယ်ဟုတ်လားခင်ဗျကျွန်တော်လည်းတူတူပဲဒါဆိုရင်ကျွန်တော်ဒီလောက်ရောက်မှာဆိုကျွန်တော်9နှစ်တီးလောက်ခဲ့တယ်ကျွန်တော်ရည်ရွယ်ချက်ကကျွန်တော်4နှစ်ပဲစဉ်းစားထားတာ9နှစ်လောက်တယ်ကျွန်တော်ထပ်မှန်ပြီးတော့4နှစ်ကြာပြီးမြန်မာနိုင်ငံပြန်တက်လာတယ်ထိုင်းနိုင်ငံမှာနောက်ထပ်4နှစ်ကြာတယ်ဒါပေမဲ့ကျွန်တော်မြန်မာနိုင်ငံပြန်တဲ့ချိန်မှာကျွန်တော်မှာစန္ဒတစ်ခုရှိလာတယ်အသည့်တစ်ခုဝင်လာတယ်အသက်20ပြည့်တဲ့ချိန်မှာအဲ့ဒါဘာလဲဆိုတော့ဟေးဒီနေ့နိုင်ငံခြားနေမြန်မာနိုင်ငံငါတို့ပြန်ရင်ငါတို့လက်ထမှာဘာဝင်မှမရှိတော့ဘောဘာလောက်ကင်မှမရှိတော့ဘောဟေးအဲ့လိုမျိုးတွေးပြီးတော့ငါနောက်တစ်ခါငါနိုင်ငံခြားကိုပြန်သွားရင်မြန်မာနိုင်ငံပြန်ရင်လှုပ်လို့ရတဲ့အလုပ်တစ်ခုငါလေ့လာသင်ယူသွားမယ်ဒါကကျွန်တော်ရဲ့စန္ဒအသက်20ရွယ်မှာကျွန်တော်ရှိခဲ့တဲ့စန္ဒတစ်ခုထိုင်းနိုင်ငံပြန်တက်လာတယ်ကျွန်တော်လုံနေကြလောက်ရုံမှာပဲကျွန်တော်ပြန်လုပ်တယ်နောက်ထပ်4နှစ်ကြာတယ်စုစုပေါင်း10နှစ်ကျော်သွားပြီ10နှစ်ကျော်တဲ့ချိန်မှာကျွန်တော်တွေးမိတာဟေးမရတော့ဘာကြောင့်လဲဒီတိုင်းဆက်သွားနေရင်ဒီလိုမျိုးပဲဖြစ်မှာပဲအခွင့်အလမ်းရှာတယ်ခင်ဗျအခွင့်အလမ်းရှာတယ်ဒီလောက်ရုံမှာကျွန်တော်ရှိနေတဲ့ချိန်ကျွန်တော်ခွင့်လန်းရှာတယ်အဲ့ဒီချိန်တုန်းကဆိုရင်ကျွန်တော်ရဲ့အတွေ့အကြုံဘယ်လိုမျိုးရှိလဲဆိုရင်တူညီတဲ့သူတွေရှိမယ်ပေါ့နော်ကျွန်တော်ရဲ့အတွေ့အကြုံငါဒီနေ့ထိုင်းနိုင်ငံမှာနေတာငါ10နှစ်ကြာပြီတေချာတော်ကငါမြန်မာနိုင်ငံပြန်တဲ့ချိန်ကျငါမှဘာလို့မှလောက်ကင်ခွင့်လန်းလည်းမရှိဘူးငါမှ10တန်းလည်းမအောင်ထားဘူးမြန်မာနိုင်ငံပြန်ကြည့်လိုက်ရင်10တန်းအောင်ပွဲရထားတဲ့သူတွေမှအလုံးမရှိတဲ့သူတွေအများကြီးသူများလောက်ပဲလောက်ရမယ်ဆိုရင်နိုင်ငံခြားမှာပဲလောက်မယ်ကံပေါ့တွေးကြသူရှိလားတူတူပဲလေပတ်ဝန်းကျင်မှာလည်းကိုယ့်လိုသူတွေရှိတာပဲကံပေါ့ငါတယောက်တည်းမှမဟုတ်တာနော်ငါတို့တွေကဒီလိုပဲတစ်သက်လုံးနေရမယ်ထင်ပါတယ်လေကျွန်တော်တွေးမိနေတဲ့ချိန်ဒါပေမဲ့အားလုံးဒီနေ့ပြောချင်တာကအခွင့်အလမ်းဆိုတာမထင်မှတ်ထားတဲ့ချိန်မှာမထင်မှတ်ထားတဲ့နေ့ကိုယ်စီရောက်လာတဲ့မှန်လားဘာကြောင့်လဲဒီနေ့ဒီထဲမှာရှင်းနေကြတဲ့သူတွေအားလုံးနဲ့ဆက်ဆက်မော်စီပွားရေးခွင့်လန်းကိုဟေးနေ့စီငါမနေ့ပြန်ကြရလာမယ်လို့ဘယ်သူပြောလဲကိုမထင်မှတ်ထားတဲ့ချိန်မှာကိုယ်စီရောက်လာတယ်ဟုတ်အဲ့ဒီအခွင့်အလမ်းပဲခင်ဗျကျွန်တော်မိတ်ဆွေတို့နဲ့အတူတူရရှိခဲ့တဲ့အခွင့်အလမ်းဒီနေ့ကျွန်တော်ဘောဒီနေ့ဒီနေရာထိပြောင်းလဲနိုင်ခဲ့တာဒါဆိုရင်မိတ်ဆွေတို့အားလုံးလည်းပြောင်းလဲနိုင်ဘူးလား
ကျွန်တော်ယုံကြည်ပါတယ်မိတ်ဆွေတို့ဒီနေ့ဆက်ဆက်မောစီးပွားရေးခွင့်လန်းဟာမိတ်ဆွေတို့အတွက်အခွင့်အလမ်းတစ်ခုလိုမြင်ပြီးတော့မိတ်ဆွေစူးစမ်းမယ်ဆိုရင်ဆက်ဆက်မောစီးပွားရေးခွင့်လန်းမိတ်ဆွေလူတိုင်းအောင်မြင်နိုင်တယ်ခင်ဗျဒါပေမဲ့လူတိုင်းအဲ့လိုမြင်လားတချို့ဆိုရင်အခါမဲရတယ်တန်ဖိုးမထားဘူးမရှိဘူးလားတချို့ဆိုရင်ဒီနေ့ပေါ်ရန်လေးပဲကြည့်ပြီးတော့ထွက်သွားတယ်မရှိဘူးလားတချို့ဆိုရင်ကိုသွားပြီးတော့ပေးတော့မှကိုပြန်ဆဲတဲ့သူတွေမရှိဘူးလားဒါကြောင့်ကျွန်တော်ပြောချင်တာမိတ်ဆွေတို့ဒီနေ့ဆက်ဆက်မောစီးပွားရေးခွင့်လန်းကိုဒီနေ့ပိုင်ဆိုင်ထားတယ်ဆိုတော့မိတ်ဆွေတို့အရန်ကန်ကောင်းတဲ့သူတွေဖြစ်ပါတယ်ခင်ဗျဒါကျွန်တော်တွေးတဲ့တွေးပဲဘာကြောင့်လဲအဲ့ဒီချိန်တုန်းကကျွန်တော်ခွင့်လန်းလိုချင်နေတဲ့သူတယောက်ဖြစ်လို့လေတချို့ဆိုရင်အခွင့်လန်းကိုယ်စီလာတော့မှပြန်ပြီးတော့ကန်ထုတ်တာဖကြုံရတယ်ဟုတ်လားခင်ဗျဟေးအဲ့လိုမျိုးရှိတယ်ဒါကြောင့်ကျွန်တော်ကိုယ်တိုင်လည်းဒီနေ့စတင်ပြီးတော့ရုံးကိုသွားတယ်သူများပြောတဲ့အတိုင်းမယုံကျွန်တော်တို့တချို့တွေကပြောတယ်ဒဝယ်တွေကဒီနေ့တိတ်ပြီးတော့ယုံကြည်မှုအာမကောင်းဘူးတဲ့မှန်လားတော့မသိပါဘူးခင်ဗျမှန်တယ်လို့ပဲကျွန်တော်လည်းဒီနေ့ပြောတဲ့အရာတွေအကုန်လုံးမယုံပါဘူးအပြင်မှာတကယ်ရှိလားလာပြီးတော့လေ့လာကြည့်တယ်ခင်ဗျဟေးတကယ်ရှိတော့ဘာဖြစ်လဲယုံကြည်မှုမတိုးဘူးလားဒီနေ့ရုံးကိုပထမဆုံးလာတဲ့သူတွေမိတ်ဆွေတို့ဒီနေ့ရွေးချယ်လိုက်တဲ့အရာအယမ်းမှန်ပါတယ်ခင်ဗျနော်โอเคဒါကြောင့်အားလုံးအနေနဲ့ကျွန်တော်ကိုယ်လည်းဒီနေ့ရုံးမှာသွားပြီးတော့လေ့လာတယ်ပြီးတော့သူတို့တွေနဲ့ဒီနေ့ပြောနေတဲ့ပစ္စည်းတွေခုနပစ္စည်းကြောင့်လာပြီးတော့မျှပေးသွားတဲ့လီတာသူပြောတဲ့ပစ္စည်းတွေမကောင်းဘူးလားကောင်းပါတယ်ဒါပေမဲ့ကျွန်တော်ပြောတာသူတို့ပြောတဲ့အတိုင်းကျွန်တော်မယုံဒီတကယ်ကောင်းလားစမ်းကြည့်မယ်ပေါ့တကယ်ကောင်းလားစမ်းကြည့်မယ်ဒီနေ့ဒီထဲမှာဒီလိုမျိုးလူတွေရှိလားခင်ဗျရှိပါတယ်စမ်းကြည့်တော့ညှိမယ်သိချတယ်ကျွန်တော်ကိုယ်တိုင်ဒီနေ့အဲ့လိုမျိုးညှင်းခဲလို့ဆက်ဆက်မော်စီးပွားမှာကြံနေတာဖြစ်တယ်โอเคဒါကြောင့်အားလုံးနဲ့ပြောချင်တာတန်တရားစိတ်ရှိလို့ရတယ်ဒါပေမဲ့ကိုယ်တိုင်ကနေပြီးတော့မတွေ့ဝေနေနဲ့တန်တရားစိတ်ရှိလေးလာလိုက်အားလုံးမှာလေးလာပိုင်ခွင့်ရှိတယ်ဒီနေ့ရောင်းကိုလာတာတေချာတာတကွာအားလုံးယုံကြည်မှုမတိုးဘူးလားတိုးတယ်ကျွန်တော်လည်းဒီနေ့ယုံကြည်မှုတိုးတယ်ခင်ဗျပြန်တော့ပစ္စည်းတွေကိုသုံးဆွဲတယ်ပစ္စည်းတွေသုံးဆွဲတော့ယုံကြည်မှုတွေတစ်ခါတိုးလာပြန်ရောယုံကြည်မှုတွေတိုးလာပြန်ရောရုံးတွေကိုအပတ်တိုင်းသွားတယ်သင်တန်းတွေကိုသွားတယ်ဟေးငါလည်းအောင်မြင်နိုင်တဲ့သူတယောက်ဖြစ်နိုင်ပါလားဟေးဒီနေ့ကျွန်တော်သွားတယ်ခင်ဗျတစ်ဆက်ပွဲကျွန်တော်အမှတ်တရလေးတစ်ခုပြောပြပေးမယ်ကျွန်တော်သွားတဲ့ချိန်မှာပုံမှန်ဆိုရင်ကျွန်တော်အပြင်မှာအခုဆိုရင်ပို့ဆိုးတယ်ထိုင်းနိုင်ငံမှာရောက်တဲ့ထိုင်းလူမျိုးမြန်မာလူမျိုးထိုင်းလူမျိုးခွဲခြားဘူးလားသူတို့ပုံမှန်လူတွေကတော့ခွဲခြားတယ်ပေါ့နော်ကျွန်တော်တို့လှုပ်ထက်မှာဆိုရင်ထိုင်းလူမျိုးဖြစ်လို့မြန်မာလူမျိုးဖြစ်လို့သွားတဲ့ချိန်ကျရင်လည်းကျွန်တော်တို့မြန်မာလူမျိုးဆိုရင်မျက်စိကထိုင်းလူမျိုးတစ်မျိုးကြည့်တာမရှိဘူးလားထင်သေးတဲ့ကြည့်တယ်နဲ့လေကျွန်တော်ဒီသင်တန်းကိုသွားတယ်ခင်ဗျသင်တန်းကိုသွားတဲ့ချိန်မှာလာပြီးတော့သင်တန်းတက်တဲ့သူတွေကတကက်ချမ်းသာတဲ့သူတွေအိုးကိုပိုင်ကားတွေစီးပြီးတော့ကိုပိုင်ကားတော်မှာတကက် brand ရှိတဲ့ကားတွေနော်ဆရာဝန်တွေလာတယ်အိုးတချို့ဆိုရင်လှမလှအိုးမိန်းကလေးတွေလောက်လှတာငါတခါမှမတွေ့ဘူးအဲ့ဒီသင်တန်းမှာသွားပြီးတော့တွေ့ရတယ်ကိုရဲ့ပတ်ဝန်းကျင်မှာအဲ့လိုမျိုးလည်းတခါမှမတွေ့ဘူးလေနော်ကိုကဒီနေ့ TV ထဲမှာပဲကိုတွေ့ရတာအိုးမိန်းကလေးတွေလှလိုက်တာဟောဒါပေမဲ့မနေ့စိတ်ကိုပညာသင်ယူရတယ်စတာပါဒါကြောင့်အားလုံးအနေနဲ့ကျွန်တော်တခုရရှိလိုက်တာပါလဲဆိုတော့ဆက်ဆက်မောမှာဒီနေ့ဖိတ်ခွဲခြားပြီးတော့ပညာသင်တာမရှိဘူးနင်ကထိုင်းလူမျိုးနင်ကမြန်မာလူမျိုးခွဲခြားပြီးတော့သင်တာမရှိဘူးအားလုံးတန်းတူသင်ရတဲ့ချိန်မှာဟေးငါမှလည်းဒီနေ့တန်ဖိုးရှိတာပဲငါထင်ထားတာကငါတစ်သက်လုံးသူများလုပ်ပဲလုပ်ရမယ်လို့ငါထင်ထားတာဒီနေ့အောင်မြင်နေကြတဲ့သူတွေအားလုံးနဲ့ငါတန်းတူသင်ခွဲရတော့ဟုတ်လားခင်ဗျကိုယ့်ရဲ့တန်ဖိုးကိုကိုယ်တိုင်ပြန်ပြီးတော့မြင်လာတာဖြစ်ပါတယ်ခင်ဗျဒါကြောင့်အားလုံးအနေနဲ့ဒီနေ့သင်တန်းကိုသွားပြီးတော့ယုံကြည်မှုတွေထပ်မှန်ပြီးတော့ကျွန်တော်တို့တိုးလာတဲ့သင်တန်းတွေကိုထပ်ခါတာသွားတယ်ဒီလီတာလေးဆိုတွေးဖူလားခင်ဗျဟိုနောက်မှာနော်အခုလက်ရှိနေထိုင်နေတယ်ပေါ့နော်โอเคဒါကြောင့်ကျွန်တော်ကိုယ်တိုင်ဒီနေ့ပထမဆုံးဒီစီးပွားခွင့်လိုက်ရှာဖွေတယ်တွေးရှိတယ်ထပ်မှန်ပြီးတော့လေ့လာတယ်ယုံကြည်မှုတွေတိုးလာတာပဲဖြစ်ပါတယ်ခင်ဗျဒါကြောင့်အားလုံးအနေနဲ့ဒီနေ့မိတ်ဆွေတို့ကိုယ်တိုင်ဘယ်လိုမျိုးကောင်းမွန်တဲ့ခွင့်လန်းကိုတွေးသိဖြစ်ပါစေမိတ်ဆွေတို့ကိုယ်တိုင်ကဘာကြောင့်လှုပ်သိနေတာလဲဆိုတာသိဖို့လိုတယ်နော်ဘာကြောင့်လှုပ်သိတာလဲဆိုတော့မိတ်ဆွေတို့ကိုယ်တိုင်သိဖို့လိုတယ်ဒါကြောင့်အားလုံးအနေနဲ့ဒီနေ့ဒီမျက်နှာမိတ်ဆွေတို့မှတ်မိလားတချို့ဆိုရင်ဒါဒီမျက်နှာဗာမျက်နှာလဲဟာတော့နော်ဒါကအားလုံးနဲ့ကုမ္ပဏီကျောင်းထဲမှာပါတဲ့မျက်နှာဖြစ်ပါတယ်ဒီနေ့သူမေးထားတာကဘာကြောင့်နောက်ထပ်ဝင်ငွေတလန်းရှာတင်တာလဲမိတ်ဆွေတို့ဒါကိုသိဖို့လိုတယ်မိတ်ဆွေတို့ဒီအရာကိုမသိဘူးဆိုရင်သိချတယ်မိတ်ဆွေတို့ဘယ်တော့မှစတင်ဖြစ်မှာမဟုတ်ဘူးမိတ်ဆွေတို့မစတင်ဖြစ်ဘူးဆိုရင်ဘယ်တော့မှလည်းမိတ်ဆွေတို့ခရီးရောက်မှာမဟုတ်ဘူးဒါပထမဆုံးခြေလမ်းကိုကျွန်တော်ကိုလှမ်းခဲ့တဲ့အဓိကစာမျက်နှာဖြစ်ပါတယ်ခင်ဗျနော်ဒါကြောင့်ဒီထဲမှာသူပြောပြပေးထားတယ်အောင်မြင်ချက်ဒီနေ့ကိုယ်တိုင်ဘာကြောင့်နောက်ထပ်ဝင်ငွေရှာတင်တာလဲအခုဆိုရင်ပို့ပြီးတော့မဆိုးဘူးလားအခုလာတယ်ပါလေငလင်းရေဘေးပြီးရင်မီဘေးပြီးရင်
စစ်ဘေးပြင်ပါပဲရှိလဲโอเคဒါကတဥပဒေကိုရည်ပဲပြီးတော့ပြောတာပါအားလုံးနေနဲ့โอเคနော်နည်းနည်းလေးစိတ်ထမှာပြောချင်တော့နော်မိတ်သားနဲ့ပြောရင်လည်းမကောင်းဘူးလေနော်โอเคဒါကြောင့်အားလုံးနေနဲ့သိချတဲ့ဒါဟာဒီနေ့ကျွန်တော်တို့ထိုင်းနိုင်ငံမှာလည်းကြုံတွေ့နိုင်တယ်မိတ်ဆွေတို့ဒီနေ့လုံနေတဲ့အလုပ်ရုံတွေတချို့ဆိုရင်နော်သူတို့ဘယ်လိုမျိုးဖွင့်ထားလဲကိုမသိနိုင်ဘူးလေဘန်မှာတိုးတွေချေးပြီးတော့ဖွင့်ထားတာကိုသိလားဒီထဲမှာဒီနေ့ဆိုင်ရောက်နေတဲ့ဈေးဆိုင်ရောက်နေသူရှိလားရှိလိုက်မယ်အဲ့ဒီဈေးဆိုင်ကဒီနေ့အကျွေးတွေယူပြီးတော့ဒီနေ့ဈေးဖွင့်ဆိုင်ဖွင့်ထားလာဖြစ်နိုင်တယ်လေဒါဆိုရင်ပြန်ပြီးတော့ဘန်ကျွေးမဆက်နိုင်ဘာဖြစ်မယ်ဘန်တုံးပေးနိုင်ရင်ဆိုင်ပေးရမယ်မကြမီကျွန်တော်အလုပ်ပြောမှာပဲဒီနေ့ဒါကတော့ COVID-19 ဖြစ်တော့ဒီနေ့အသက်ဘယ်လောက်ရှိပြီလဲခင်ဗျအသက်15နှစ်တည်းရှိလား COVID-19 တော့တွေ့လားတချို့ဆိုရင် COVID-19 တော့နော်အသက်တော်မှမပြည့်သေးတဲ့သူတွေရှိတယ်နော်ဒါကြောင့်အားလုံးအနေနဲ့ဒီနေ့ဒီအရာတွေဟာကျွန်တော်တို့ကြိုတင်ပြီးတော့မမြင်နိုင်တဲ့အရာတွေဖြစ်တယ်နော်ဒါကြောင့်ကျွန်တော်လက်ရှိလုပ်နေတဲ့လို့အချိန်မရွေးအလုပ်ပြုတ်သွားနိုင်တယ်ဟုတ်တယ်မလားဒါကြောင့်ကျွန်တော်တို့ကဒီမှာပြောပြပေးထားတာကျွန်တော်တို့လုပ်မယ်ဆိုရင်ဘယ်လိုမျိုးလုပ်တွေလုပ်ရမလဲကျွန်တော်တို့စီးပွားလုပ်ကိုင်တဲ့နောက်ထပ်ဝင်ကလန်းရှာမစေလူတွေအတွက်နော်လိုအပ်တဲ့အရာတွေကိုဖြည့်ရှင်းပေးနိုင်တာကူညီပေးနိုင်တာဒီလိုမျိုးလူတွေရဲ့ခက်ခဲပြဿနာကိုကူညီပေးနေကိုလည်းအောင်မြင်တဲ့သူတယောက်ဖြစ်တယ်နဲ့တဲ့ကျွန်တော်ကြည့်လိုက်တာကျွန်တော်ရဲ့ပတ်ဝန်းကျင်မှာဟိုပတ်စံလုံနေတဲ့သူမှအများကြီးပဲကျမ်းမာရေးအတွက်လူကျင်နေတဲ့သူတွေမှအများကြီးပဲနောက်ထပ်ဝင်ငွေတလန်းတိဆောက်ချင်တဲ့သူမှအများကြီးပဲမိတ်ဆွေတို့ပတ်ဝန်းကျင်မှာရောမရှိဘူးလားပြောချင်တာကကျွန်တော်ဒီမျက်နှာကိုပြောချင်တာမိတ်ဆွေတို့ကိုယ်တိုင်ဒီနေ့ဟေးငါလုပ်လို့ရပါမလားတွေးနေမိတ်ဆွေတို့အားလုံးနဲ့လူတွေရဲ့လိုအပ်ချက်ခက်ခဲပြဿနာကိုကူညီပေးနိုင်ရင်မိတ်ဆွေသေချာပေါ့နောက်ထပ်ဝင်ငွေတလန်းကိုတိဆောက်နိုင်မှာဖြစ်ပါတယ်ခင်ဗျโอเคနော်โอเคအားလုံးနေနဲ့ထပ်မှန်ပြီးတော့ကျွန်တော်လေ့လာတယ်ဒီစာမျက်နှာတွေကတော့ကိုယ်တွေမှာလည်းနောက်ထပ်ခွင့်လန်းတကူရှိပါသေးတယ်ဆိုတဲ့အသည့်ကိုရရှိစေတဲ့အဓိကစာမျက်နှာတွေဖြစ်တယ်ခင်ဗျဒီနေ့ကျွန်တော်တို့အားလုံးနေနဲ့ကြည်တာကငါတို့မှာပညာတွေဆုံးခန်းတိုင်အောင်မသင်ခဲ့ရအောင်ငါတို့ဒါကြောင့်လူများလောက်ပဲတသက်လုံးလုပ်ရမယ်လို့တွေးထားကြတယ်ဟုတ်လားလူငယ်တွေပါလားခင်ဗျအဲ့လိုမျိုးလူငယ်တွေပါလားငါတို့ကဒီနေ့တသက်လုံးသူများလောက်ပဲလုပ်ရမယ်ထင်ပါတယ်လေဆိုပြီးတော့တွေးထားရသူပါတယ်ဟုတ်လားဒါပေမဲ့အားလုံးနေနဲ့ကျွန်တော်လည်းတွေးထားသူပါတယ်ဘာကြောင့်လဲဆိုတော့ကိုယ်ဒီမှာပညာအရှင်မပြည့်စုံဘူးလေပေါ့လေးမနေနဲ့နော်ပေါ့လေးမတွေးနဲ့ဒါကြောင့်အားလုံးနေနဲ့ဒီနေ့ကော်မတီကျောင်းထဲမှာနောက်ထပ်ဒီနေ့9နှစ်လေးလုပ်ပြီးတော့လက်ရှိချင်းတွေကနေနောက်ထပ်9နှစ်လုပ်ပြီးတော့ကိုလိုချင်တဲ့ဒီနေ့ဘဝကိုတည်ဆောက်လို့ရတယ်ဆိုတဲ့အခွင့်အလမ်းကိုမြင်ခဲ့တဲ့စာမျက်နှာဖြစ်တယ်ခင်ဗျတခါလေကြာရင်ကျွန်တော်တို့တွေကနားထောင်တာတူတယ်နော်ဒါပေမဲ့အာယုံစိတ်တာကွဲပြားခြားနာရင်အခွင့်အလမ်းမြင်တာချင်းကျွန်တော်မတူညီကြအောင်နော်ဒါကြောင့်အားလုံးနေနဲ့ဒီနေ့ဒါကကျွန်တော်အခွင့်အလမ်းမြင်ခဲ့တဲ့စာမျက်နှာဘာကြောင့်လဲကျွန်တော်တွေးထားတာကငါဒီနေ့နိုင်ငံခြားမှာငါနေရင်ဒီလိုမျိုးပဲလုပ်ရင်ငါသူများလုပ်ပဲလုပ်ရမယ်တေချာတော့တသက်လုံးငါသူများလုပ်ပဲလုပ်ရမယ်လို့ကျွန်တော်ကတွေးခဲ့တာလေဒါပေမဲ့ဆက်မော်ရဲ့ကုမ္ပဏီကြောင့်နားထောင်ပြီးတဲ့ချိန်မှာနောက်ထပ်9နှစ်လေးလုပ်ပြီးရင်ငါလိုချင်တဲ့ဘဝငါလိုချင်တာဘယ်လိုမျိုးဘဝလဲဝင်များလိုချင်တယ်ကိုပိုင်ချိန်တွေပိုင်ဆိုင်ခြင်းတယ်ကိုဘယ်ပဲသွားကိုမြန်မာနိုင်ငံပြန်တဲ့ချိန်ကျရင်ကိုမှဝင်ငွေနောက်ထပ်တလန်းရရှိနေတဲ့အခွင့်အလမ်းတွေယူသွားခြင်းတယ်တူတဲ့သူတွေရှိလားခင်ဗျသိချတယ်အားလုံးနေနဲ့လက်ရှိကိုသက်ဘယ်လောက်လဲအားလုံးနဲ့နောက်ထပ်9နှစ်ပေါင်းလိုက်နောက်ထပ်9နှစ်ပေါင်းပြီးတဲ့ချိန်ကျရင်မိတ်ဆွေအနာဂတ်ကမိတ်ဆွေလိုချင်တဲ့ဘဝပုံစံရမယ်လူငယ်တယောက်နေသေးဆိုရင်လည်းကျမ်းမာရေးလည်းကောင်းမယ်ကိုသုံးဖို့အတွက်လုံလောက်တဲ့ငွေပမာဏလည်းရှိမယ်သူများခိုင်းတဲ့ဘဝနေတဲ့လွတ်မြောက်မယ်မကြိုက်ဘူးလားဟေးကိုဆိုကျွန်တော်မကြိုက်ဘူးကိုဆိုကျွန်တော်သူများအိမ်မှာပဲဒီနေ့ကြမ်းတိုက်ချင်တယ်နော်ရှိလားကျွန်တော်မကြိုက်ဘူးကျွန်တော်သူများရဲ့တွင်းခံတွေကိုပဲရှော့ချင်တယ်ရှိလားအဲ့လိုမျိုးကျွန်တော်ဒီနေ့အဲ့လိုမျိုးမကြိုက်ဘူးသူများပေးစားတော့ပဲကျွန်တော်စားချင်တယ်ရှိလားအဲ့လိုမျိုးပြောချင်တာကအားလုံးနေနဲ့ဒီနေ့ဘယ်သူမှမရှိဘူးဒါပေမဲ့ကျွန်တော်တို့တွေးထားတာကငါတို့တွေမှာအခွင့်အလမ်းမရှိတော့ဘူးငါတို့တွေကဒီနေ့တန်းပညာရည်ရှင်းကိုပြည့်စုံမသင်ခဲ့ရဘူးငါတို့မြန်မာနိုင်ငံပြန်သွားရင်လည်းသူများလုပ်ပဲလုပ်ရမယ်နော်ဘာဖြစ်လို့လဲငါတို့မှာတန်းပညာရည်ရှင်းမပြည့်စုံလို့ကျွန်တော်လူငယ်တွေရဲ့ mindset ထဲမှာဒီလိုမျိုးရှိတယ်ဒါကြောင့်ဒီနေ့ဒီနေရာမှာ9နှစ်လုပ်ပြီးဟေး9နှစ်စူးစမ်းမယ်ကွာကိုဆိုရင်တော့နေ့စာလောက်မှငါရှင်းနေတီလောက်ကင်ခဲ့ပြီလေဘဝမပြောင်းလဲဘူးဆိုတာကဒီနေ့သူများတွေလာပြီးတော့ဥပမာပြစေရမလို့တော့ဘူးကိုတိုင်ဒီနေ့လောက်ခဲ့ပြီးပြီတချို့ဆိုရင်ဒီထဲမှာရှိလိုက်မယ်ထိုင်းနိုင်ငံရောက်တာမကြသေးဘူးမြန်မာနိုင်ငံမှာတော့အင်တာနက်တော့မှဒီနေ့စုံလင်မသုံးရဘူးလေထိုင်းနိုင်ငံရောက်တော့အင်တာနက်ကိုစိုက်ကြိုက်သုံးရတော့အောက်ခြေလွတ်သွားကြတဲ့သူတွေရှိလားမြန်မာနိုင်ငံမှာတော့ဖုံးစုပ်လေးတော့မကင်ရဘူးသူများနိုင်ငံရောက်တော့ဖုံးလေးကင်ပြီးတော့အင်တာနက်လေးရှိတာနဲ့အောက်ခြေလွတ်သွားကြတဲ့သူတွေတချို့ဆိုရင်အောက်ခြေလွတ်ပြီးတော့ကိုတက်ထိုင်းနိုင်ငံကိုတက်လာရတဲ့အဓိကရည်ရွယ်ချက်တော့မှမသိတော့ဘူးတ
တို့ကျိုးဆိုရင် online မှာရီးစားလေးထားပြီးတော့တာယာနေကြတဲ့သူတွေလေမရှိဘူးလားအများကြီးပဲဘာကြောင့်စ조사သိလဲဆိုတာသွားပြီးတော့မမင်းနဲ့အခုချိန်မှာလှလှပပလေးနေပြီးတော့ကိုမမတွေကြိုက်ဖို့အတွက်ပဲစဉ်းစားနေကြတဲ့သူတွေရှိတယ်အားလုံးနေနဲ့ဒီနေ့အရန်ကန်ကောင်းတာကအခုလိုမျိုးမိသားစုနဲ့ကိုတွေ့တာဟာကိုရဲ့အနာဂတ်ကိုအချိန်အများကြီးမကြာဘဲနဲ့ကိုလိုချင်တဲ့ရလက်တွေကိုဒီနေ့ရရှိဖို့အတွက်မိတ်ဆွေတို့ဒီနေ့လမ်းပြပေးနိုင်တဲ့ပတ်ဝန်းကျင်ကောင်းတစ်ခုရောက်ရှိနေတာမိတ်ဆွေတို့အရန်ကန်ကောင်းပါတယ်ခင်ဗျကျွန်တော်တို့အားလုံးနေနဲ့လူအများစုဘာတွေ့တယ်ဒီစီးပွားကိုခါမရတဲ့အချိန်မှာမြန်မာနိုင်ငံမှာကျွန်တော်တို့မြန်မာနိုင်ငံသားတွေရဲ့အကျစ်တစ်ခုရှိတယ်အလူအယဝက်သားဟင်းနဲ့ဒီနေ့ဈေးရောက်ဝယ်လာတဲ့ဝက်သားဟင်းတန်ဖိုးထားတဲ့ပုံစံချင်းမတူဘူးအလူအယပေးလိုက်တဲ့ကြက်သားဟင်းနဲ့ဈေးရောက်ဝယ်လာတဲ့ကြက်သားဟင်းတန်ဖိုးထားတဲ့ပုံစံချင်းမတူဘူးအဲ့ဒီအကျစ်တွေကဆက်ဆက်မိုးစီးပွားရေးကိုလာလို့တဲ့ချိန်မှာအခမဲ့ရတဲ့တန်ဖိုးမထားတဲ့သူတွေအများကြီးရှိတယ်မရှိဘူးလားရှိတယ်နော်ဒါကြောင့်အားလုံးနေနဲ့တန်ဖိုးမသိရင်တန်ဖိုးမရှိဘူးခင်ဗျနော်တန်ဖိုးမရှိရင်တန်ဖိုးမသိရင်တန်ဖိုးမရှိဘူးဒါကြောင့်အားလုံးနေနဲ့ကျွန်တော်ကတန်ဖိုးသိအောင်ဒီစာမျက်နှာလေးမှာကျွန်တော်တို့ဒီနေ့နိုင်ငံခြားမှာလာတဲ့ချိန်မှာကျွန်တော်တို့စဉ်းစားတယ်ငါတို့တွေကဒီနေ့တိုင်းနိုင်ငံမှာတွားပြီးတော့လောက်ကင်မယ်စူးစမ်းမယ်ငါတို့အောင်မြင်ခြင်းတဲ့အတွက်ကိုတွေးထားတာကထိုင်းနိုင်ငံမှာသွားလို့ရင်နိုင်ငံခြားမှာသွားလို့ရင်ငါတို့ဒီနေ့ငါရမိဘတွေကိုလိုချင်တဲ့အိမ်လိုချင်တဲ့ကားလိုချင်တဲ့တိတ်လိုချင်တဲ့ချမ်းလိုချင်တဲ့ပတ်စံတွေကိုပို့ပေးမယ်လို့လူတိုင်းနေနဲ့ထင်ခဲ့ကြတယ်မှန်လားဒါပေမဲ့လက်တွေ့ပေါ်မှာအဲ့လိုမျိုးလားတို့ကျိုးဆိုရင်ထိုင်းနိုင်ငံတက်လာပြီးတော့အိမ်မှာရှိတဲ့ channel မှာရောမီ passport လုပ်ရတဲ့သူတွေမရှိတယ်မဟုတ်လားပြောချင်တာကကိုတိုင်ကနေပြီးတော့တီတီချာချာမသိတာဘာကြောင့်လဲကျွန်တော်ဒီနေ့ဒီနေရာမှာသိခဲ့တယ်မြောက်ဟိုးငါတို့လုံနေတာကငါတို့ချိန်နဲ့ငါတို့ခွန်အားတွေကိုရောင်းချရင်းနဲ့ဝင်ဝင်ရှာနေတဲ့တသက်လုံးလည်းမချမ်းသာနိုင်ဘူးကျွန်တော်သိခဲ့တာကိုပြောတာပါနော်ကျွန်တော်သိခဲ့တာထပ်တူညီပြီးတော့လည်းသိခိုင်းစီချင်ပါတယ်ဘာကြောင့်လဲဒီနေ့တချို့တော်သူဆိုရင်ဒီနေရာလေးမှာပဲတန်တရားလဲနေတာကိုယ့်ရဲ့နေစာလခစားလုံးမှာပဲဒီနေ့ဆင်ပြေနိုင်တယ်လို့ဒါကြောင့်ပို့ပြီးတော့ဆင်ပြေလာနိုင်ပါတယ်နော်အားလုံးနေနဲ့လေမြန်မာနိုင်ငံမှာတော့ရေခဲတစ်တာမမြင်ဘူးလေဟုတ်တယ်မလားမြန်မာနိုင်ငံမှာတော့အိမ်ကလှုပ်ထန်နေအိမ်ကိုပြန်တဲ့အချိန်ကျဒီနေ့ TikTok ကိုတော့မှဒီနေ့ပြည့်စုံမကြည့်ရဘူးလေကိုရီးယားက download ဆွဲပြီးတော့ကြည့်ရတာလေထိုင်းနိုင်ငံရောက်တော့အလောက်ကနေပြင်မိုင်းတော့ပြန်လာတဲ့အိမ်ကခန်းကိုရောက်တာနဲ့ TikTok ထဲကိုဝင်လိုက်တယ်ဟေးအဖက်တွေအများကြီးနဲ့ချောနေတဲ့ကုံလေးတွေကိုကြိုက်တဲ့ရုပ်ရှင်တွေကိုကြိုက်တဲ့ဒီနေ့ဂိုင်းတွေကိုစိုက်ကြိုက်ဆောရတယ်မဟုတ်လားပြောချင်တာကကျွန်တော်လူကြီးတွေခါနာနေတဲ့ချိန်ခါနာပြုတ်စေတော့ပြီးတော့ခါနာတာကောင်းသွားလို့ပဲအလုပ်တွေကပင်ပန်းပြီးတော့ဝနာတွေကဆူပြီးတော့ပြန်လာတယ်နော်အိမ်ပြန်ရောက်တော့ထုံစည်းထိုးလိုက်တယ်လေကြိုက်ခဲပြုတ်စေထိုးလိုက်တာလေဟုတ်တယ်မလားအလုပ်တွေမှာဝနာကဆူတယ်တထေးကဆူတယ်စိတ်ပြက်လက်ပြက်နဲ့ပြန်လာတယ်ဖုံးလက်ထဲရောက်တာနဲ့တခါတည်းပျောက်သွားရောအဲ့ဒီຢာတွေကကြိုက်ခဲပျောက်စေတော့လိုက်တယ်လို့ပဲမဟုတ်လားဟေးနှုတ်နေကြတော့တခါသွားတခါညီးပြီးတော့ပြန်နှုတ်နေကြတော့တခါသွားတခါညီးပြီးတော့ပြန်ကြိုက်ခဲပျောက်စေလေကြိုက်ခဲပျောက်စေတော့ပြီးတော့ဗာဖြစ်လဲကျွန်တော်အားလုံးနေနဲ့တက်ရှင်နေကြတာမှန်တယ်ဟုတ်လားဒါကြောင့်ဒီနေ့ခေတ်မှာကျွန်တော်တို့သတိထားဖို့လိုတယ်နော်အားလုံးနေနဲ့ဒါကြောင့်သိထားမှာကအားလုံးနေနဲ့ဒီနေ့ကဘာပေါ်မှာဒါဟာအမှန်တရားဖြစ်ပါတယ်ဒါအမှန်တရားဖြစ်ပါတယ်အားလုံးနေနဲ့ပြီးရင်ကျွန်တော်လူငယ်တွေနဲ့တွေးထားကြတယ်အဲ့ဒါဘာလို့လဲငါတို့ဒီနေ့မြန်မာနိုင်ငံပြန်ရင်နော်အထည်ဆိုင်ပွင့်မဲ့အလှပြင်းဆိုင်ပွင့်မဲ့အေးဆိုင်ပွင့်မဲ့ကာဖိုင်ဆိုင်ပြင့်မဲ့ငါတို့တစိန်နာလုံးမဲ့တွေးထားကြတယ်မဟုတ်လားဘယ်တော့မှလဲအဲ့ဆယ်မှာပါတာလေတွေ့လားခင်ဗျကိုလုံနေတဲ့ချိန်မှာဝင်ငွေရတာဒါပေမဲ့ဒီနေ့ဒီနေရာနေဒီနေရာသွားဖို့တော့မလွယ်လားထပ်မှန်ပြီးတော့ဒီနေ့ကျွန်တော်တို့ပြောပြပေးချင်တာကျွန်တော်လုံနေတယ်လို့ business owner ဘီလို့ခေါ်တဲ့ business owner ထက်မှပါတာ तू ကဘယ်လိုမျိုးလဲနော်ကိုပိုင်လုပ်ငန်းအကြီးစားလုပ်ကင်ကြတဲ့ဖုန်းလိုင်းအင်တာနက်လိုက်ပိုင်ရှင်တွေလိုမျိုးပေါ့အားလုံးနေနဲ့လွယ်တူကိုပြောမယ်ဆိုရင်လေကျွန်တော်လုံနေတဲ့စီးပွားဒီနေ့ဘီထဲမှာပါတို့ system တိဆောက်တယ် system ကိုပြန်လဲပြီးတော့လှုပ်ခိုင်းတယ်ဒီထဲမှာပါတယ်ခင်ဗျပြောချင်တာကကျွန်တော်လုံနေတဲ့လောက်ကတထေးတွေလှုပ်တဲ့လို့ကျွန်တော်ဒီနေ့ရရှိထားတဲ့အခွင့်အလမ်းကအသေးစားမဟုတ်ဘူးစီးပွားရေးအကြီးစားတစ်ခုဖြစ်ပါတယ်ဒါကိုနားလည်သဘောပေါက်စေချင်ပါတယ်ခင်ဗျဒါကြောင့်အားလုံးနဲ့ကိုယ့်ရဲ့လက်ထက်မှာအခမဲ့ရရှိထားတဲ့အခွင့်အလမ်းဟာကိုဘွားအတွက်တန်ဖိုးမဖြတ်နိုင်တဲ့ကိုလိုချင်တဲ့ဘွားတွေကိုတိဆောက်ပေးနိုင်တဲ့အခွင့်အလမ်းတစ်ခုဆိုတော့သိစေချင်ပါတယ်ခင်ဗျတွေ့ပြီမိတ်ဆွေဟောင်းဒါကျွန်တော်ရဲ့မိတ်ဆွေဟောင်းပဲကျွန်တော်ရဲ့တငယ်ချင်းဟောင်းကျွန်တော်ရဲ့အသိနော်ကျွန်တော်ကိုဒီနေ့ပို့ပြီးတော့နော်ပြောမယ်ဆိုရင်ပညာတွေသင်ပြပေးတဲ့သူပဲကျွန်တော်ကအလုံး6လပျောက်ပြီးတော့ဒီနေ့နေစာလခါစားလောက်ကိုရက်နာတာသူပဲတွေးဘူးကြလား
တွေးဘူးတယ်ဟောတချို့ကကြားပဲကြားဘူးတယ်နော်ကိုဗစ် -19 ဆိုတော့သူပဲခင်ဗျသူပဲအဲ့ဒါကျွန်တော်ရဲ့တငယ်ချင်းဟောင်းကျွန်တော်ပညာတွေအများကြီးသင်ပြပေးခဲ့တာဒီနေ့နောက်မှရှိနေတဲ့ခေါင်းဆောင်တွေအားလုံးနေနဲ့လဲဒီကိုဗစ် -19 ကာလမှာပဲဒါကြောင့်ကျွန်တော်ပြောချင်တာကဒီနေရာလေးမှာဆက်ဆက်မောစီးပွားရေးကိုကျွန်တော်စူးစမ်းရင်းနဲ့ကျွန်တော်တွေးရှိတာပါလေကိုဗစ် -19 နဲ့တွားတွေးတယ်ကိုဗစ် -19 နဲ့တွားတွေးတဲ့အချိန်မှာတချို့လူတွေကဘာဖြစ်လဲဆိုတော့အိုးလှုပ်လို့မရတော့ဘူးထင်တယ်နော်အခုလိုမျိုးချိန်အခုချိန်မှာဘာဖြစ်လဲအေးငါတို့လှုပ်လို့ရပါမလားနိုင်ငံရေးခြေနေတွေနဲ့သူများနိုင်ငံမှာအထောက်ထားမရှိဘာမရှိညာမရှိကိုဗစ် -19 တော့မိတ်ဆွေတို့အားလုံးနေနဲ့ဖုန်းနဲ့ပြောတော့မှကိုဗစ်ကူမှကြောက်တယ်တယောက်နဲ့တော့မျက်လုံးချင်းကြည့်တော့မှကိုဗစ်ကူမှကြောက်တယ်သေမှာကြောက်တဲ့သူတွေလေအဲ့လိုမျိုးကြောက်ကြတာတကယ်ပြောတာဒါနော်ဒါပေမဲ့အခက်ခဲကြမှာအခွင့်အလမ်းဆိုတာရှိတယ်ဒါကြောင့်တချို့တော်သူတွေဒီနေ့ကိုတန်းနေလုံနေတဲ့အချိန်မှာအခက်ခဲပြဿနာတွေတွေ့တယ်ဟုတ်လားခင်ဗျအခုကျွန်တော်တို့စားပြီးတော့စူးစမ်းရင်းနဲ့ဗာတွေတွေ့လဲဟေးငလင်လှုပ်လိုက်ပြန်ပြီနော်အိမ်တွေပါသွားပြန်ပြီနော်ကိုရဲ့ဖွဲ့သားတွေထဲမှာရောပျောက်သွားတယ်မရှိဘူးလားရှိပါတယ်ရွာမှာဒီနေ့ငလင်လှုပ်လို့ဒီနေ့ပျောက်သွားတယ်မရှိဘူးလားရှိပါတယ်နိုင်ငံရေးချင်းတွေတော့ပျောက်သွားတယ်မရှိဘူးလားအခက်ခဲပြဿနာတွေ့လို့ဒီနေ့ပျောက်သွားကြတယ်အများကြီးပဲဒါကြောင့်ဒီနေ့ကိုဗစ် -19 ကကျွန်တော်တို့သင်ပြပေးခဲ့တာကဘာလဲဆိုတော့ဟေးခက်ခဲပြဿနာကြားမှာအခွင့်အလမ်းရှိတယ်ကျွန်တော်သင်ပြပေးခဲ့တဲ့ကျွန်တော်တို့မိတ်ဆွေဟောမယ်ခင်ဗျဒါကြောင့်ဒီနေ့ဒီထိုင်မှာလည်းမိတ်ဆွေတို့အားလုံးအနေနဲ့ကျွန်တော်ပြောပြပေးချင်တာဒီနေ့ကိုဗစ် -19 လိုမျိုးနောက်ထပ်မရှိလာတော့ဘူးလို့ဘယ်သူပြောနိုင်လဲဘယ်သူမှမပြောနိုင်ဘူးဟုတ်လားကိုဗစ် -19 မဖြစ်လာတော့ဘူးလည်းမပြောနိုင်ဘူးတေချာတော်ကနောက်ထပ်ငလျင်မလှုပ်တော့ဘူးလို့ဘယ်သူပြောနိုင်လဲနောက်ထပ်ကျွန်တော်မြန်မာနိုင်ငံမှာအဲ့ဒီအလေးကြီးဖြစ်နေတဲ့အာဏာမသိမ်းဘူးလို့ရောဘယ်သူပြောနိုင်လဲပြောနိုင်လားမပြောနိုင်ဘူးဟုတ်တယ်ဟောရေမကြီးတော့ဘူးလို့ဘယ်သူပြောနိုင်လဲဘယ်သူမှမပြောနိုင်ဘူးမင်းထပ်ပြီးတော့မလုံတော့ဘူးသူပြောနိုင်လဲမပြောနိုင်ဘူးတေချာတော့ကြောင်ပါပဲဒါပေမဲ့ဒီကာလမှာဖြတ်ကျော်ခိုင်းနိုင်တယ်ကျွန်တော်တို့ကတော့ဟေးကြော်တဲ့နေသိသွားပြီတချို့ဆိုရင်ကြော်တဲ့နေမသိတဲ့အတွက်သေဆုံးသွားကြတဲ့တွေအများကြီးရှိတယ်ပြောမစို့ကိုယ့်ရဲ့ရည်မှန်းချက်တွေပျက်စီးသွားကြတဲ့တွေအများကြီးရှိတယ်ဒါကြောင့်အားလုံးအနေနဲ့ဒီနေ့ကိုကြုံတွေ့နေရတဲ့အခက်အခဲပြဿနာနောက်ထပ်လည်းကြုံပါပဲဒါကြောင့်ဒီချိန်ရှုံးမပေးရင်နောက်ထပ်ဘလို့ခက်ခဲပြဿနာပဲတွေ့သေချာတာတကူကိုဒီနေ့လဲပြအောင်မလုပ်နိုင်တော့ဘူးမြတ်ဒါကြောင့်အားလုံးအနေနဲ့ဒီနေ့ဒီချိန်မှာမိတ်ဆွေတို့ကိုတကယ်မိတ်ဆွေတို့က quality ရှိတဲ့သူလားမိတ်ဆွေဒီနေ့အခက်ခဲပြဿနာကြုံတွေ့နေတယ်ဟုတ်လားကြုံတွေ့တယ်မိတ်ဆွေတို့စမ်းသပ်နေတာပဲဒါပေမဲ့အဲ့ဒီခက်ခဲပြဿနာတွေကနောက်ကျရင်လည်းပြန်ရှိလာမှာနော်ဒါကဘာဖြစ်လို့လဲကိုဗစ် -19 ပြီးလို့မပြီးသွားဘူးလေထပ်မှန်ပြီးတော့လာပြန်တယ်ကျွန်တော်လည်းကြုံတွေ့တာပဲငလျင်ပေးတယ်ဒါပေမဲ့ကျွန်တော်စဉ်းစားမိတာတေချာတာတို့ကတစ်သက်လုံးဒီလိုမျိုးမရှိနေဘူးဟုတ်တယ်မလားတေချာတာတို့ကအဲ့ဒီထက်မှာအခွင့်အလမ်းရှိတယ်နော်အဲ့လိုမျိုးအခက်ခဲပြဿနာတွေထဲမှာအခွင့်အလမ်းလိုချင်တဲ့သူမရှိဘူးလားရှိပါတယ်အဲ့ဒီအခွင့်အလမ်းလိုချင်နေတဲ့သူနဲ့ကိုတူစ조사ပြီးကိုလိုချင်တဲ့အခွင့်အလမ်းကိုပို့ပြီးတော့ကြီးမားလာအောင်တည်ဆောက်လို့ရတယ်ခင်ဗျဒါကျွန်တော်ပေးခြင်းတဲ့ message ပဲဖြစ်ပါတယ်โอเคအားလုံးနေနဲ့ဒီနေ့ခေတ်မှာဆိုရင်โอเคနော်ဘယ်ရောက်သွားလဲလာပြီပြပေးချင်တာဒီနေ့ကျွန်တော်လူငယ်တွေမှာဒီနေ့ရွေးချယ်စရာတွေမများဘူးလားတချို့ဆိုရင်ဒီနေ့ရွေးချယ်စရာများလို့ဒီနေ့ဒီခန်းထဲမှာတော့အိမ်ငိုက်နေတဲ့သူရှိတာအိမ်ငိုက်တာကိုရွေးချယ်တာလေတချို့ဆိုရင်ရင်ခုန်စိတ်လှုပ်ရှားနေတာဘာကြောင့်လဲကိုကရင်ခုန်စိတ်လှုပ်ရှားနေတာဟုတ်တယ်မလားကိုရွေးချယ်တဲ့ရပါရလဲကိုပိုင်ဆိုင်တာမှန်တယ်လို့များဒါကြောင့်အားလုံးနဲ့ဒီနေ့ချိန်မှာကျွန်တော်တို့ဘာကိုရွေးချယ်မှာလဲကိုရွေးချယ်စရာတွေအများကြီးပဲဒါပေမဲ့ကိုဘွားတိုးတက်ကြောင်းနဲ့ရွေးချယ်မှာလားနောက်တစ်ခုအနေနဲ့ကျွန်တော်တို့နော်ပါလာတဲ့အရာအဲ့ဒါဘာလဲဆိုတော့ကျွန်တော်တို့နေရာတိုင်းမှာကျွန်တော်တို့ပါလာတဲ့အရာကဘာလဲခင်ဗျ AI နေပဲဖြစ်ပါတယ်မပါလာဘူးလားကြာပြီကျွန်တော်တို့ဘွားတွေထဲရောက်နေတာဒါပေမဲ့ကျွန်တော်တို့မသိလို့ပဲသိတဲ့သူတွေကသုံးပြီးတော့ကျွန်တော်တို့တွေကသုံးချခံနေဖြစ်နေတာဟုတ်လားအားလုံးနေနဲ့ဒါဟာကျွန်တော်တို့အတွက်နောက်ထပ်ပါဝင်လာမယ်ဇက်ဝင်ခံတစ်ခုပဲဖြစ်ပါတယ်ခင်ဗျသိချတယ်ဒါကြောင့်အားလုံးနေနဲ့ရွေးချယ်စရာတွေကျွန်တော်မှများကိုဘာရွေးချယ်မလဲအဲ့ဒါကိုယ့်ရဲ့နာဂတ်ကိုပြင်ဆင်ခြင်းပဲဖြစ်ပါတယ်ခင်ဗျနော်โอเคအားလုံးနေနဲ့ဒီနေ့ဒီထဲမှာရှိကြတဲ့သူတွေဒီပုံလေးကိုကြည့်လိုက်ပါမိတ်ဆွေ AI နဲ့ရှင်းပြနိုင်သလားပြိုင်နိုင်လားခင်ဗျမပြိုင်နိုင်ဟုတ်လားမပြိုင်နိုင်ရင်သွားမပြိုင်နဲ့ခင်ဗျဒါပေမဲ့သုံးချနော်မိတ်ဆွေဒီစကားမှတ်ထားနော်မိတ်ဆွေ AI နဲ့ပို့သိအောင်တော့လုပ်လို့မရဘူးအဲ့ဒါပေမဲ့အဲ့ဒီကိုယ့်ထက်ပို့သိတဲ့ AI ကိုတော့ကိုသုံးချပြီးတော့ကိုလိုချင်တဲ့ရလက်တွေဆောက်လို့ရတယ်နော်โอเคအားလုံးနေနဲ့ပြေးထားအဲ့ဒီပြေးပြိုင်တဲ့သူတွေပြေးမြန်တဲ့သူတွေဒါပေမဲ့ကိုကပြေးတဲ့နီးကိုကိုကဘာလုပ်မလဲဒီနေ့ကိုကနေသူ့ကိုမေးရမယ်ဘယ်လိုမြန်အောင်ပြေးတာလဲဒါကြောင့်ကိုသိချင်တယ်ဟုတ်လားဒီနေ့ဆက်မောမှာကိုစီးပွားကြောင်းသိချင်တယ် AI သွားမေးလိုက်လေသူအတွေ့အကြုံရှိတယ်လေ
ဟုတ်လားဒါကြောင့်ဒီနေ့ AI နဲ့ရင်းနှီးနေတဲ့တငယ်ချင်းတွေလက်ထောင်ကြည့်ပါဦးခင်ဗျဟိုး AI တငယ်ချင်းတွေအများကြီးပဲနော်โอเคဒါအရန်ကောင်းပါတယ်ဒါကြောင့်ထပ်မှတ်ပြီးတော့ကျွန်တော်ပြောချင်တာဘလောက်ထိပဲမိတ်ဆွေတို့အားလုံးနေနဲ့ AI ဟာမိတ်ဆွေတို့တက်ဘလောက်ထိပဲဟုတ်လားမိတ်ဆွေတို့ဒီနေ့ပြိုင်ဆိုင်လို့တော်နေသည်ဖြစ်ပါစေဒါပေမဲ့ AI နေနဲ့မဖြစ်စေနိုင်တဲ့အရာတခုရှိတယ်မိတ်ဆွေသိချင်လားသိပါတယ် AI နေနဲ့မဖြစ်စေနိုင်တဲ့အရာကမ္ဘာပေါ်မှာဘယ်တော့ခါမှမပြောက်သွားတဲ့အရာက marketing ပဲဖြစ်ပါတယ်ခင်ဗျာဘာဖြစ်လဲလူတွေရှိနေထောက်လောက်တဲ့ company မရှိဘူးလားရှိပါတယ်ဒီနေ့ company ရှိမြင်ကြီးညာလက်ကလက်လီဆိုတာမရှိဘူးလားရှိပါတယ်စားသုံးတဲ့ဆိုတာမရှိဘူးလားရှိပါတယ် AI ဘလို့ပဲတိုးတက်နေပါစေသွားမတိုက်တဲ့သူရှိလားမရှိဘူးမျက်နှာမသိတဲ့သူရှိလားမရှိဘူးရေမချိုးတဲ့သူရှိလားမရှိဘူးထောက်လောက်တဲ့သူရှိပြင်ရောင်းချတဲ့သူမရှိဘူးလားရှိပါတယ်ရှိတယ်အားလုံးနေနဲ့ဟုတ်တော့ဒါကြောင့်အားလုံးနေနဲ့သင်ချာတာတို့ကကျွန်တော်တို့မပြတ်စီသွားတာက marketing ပဲခင်ဗျာဒါကြောင့်အားလုံးနဲ့ဒီနေ့ဒီထဲမှာရှိကြတဲ့သူတွေဟာအရန်ကန်ကောင်းပါတယ်ဘာကြောင့်လဲ marketing ဆိုတဲ့အလုပ်ကိုဒီနေ့ကိုမကျွမ်းကျင်သည်ထိကိုစတင်ပြီးတော့လောက်ကင်နေပြီဖြစ်တယ်ခင်ဗျာဟုတ်လားဟေးဒါကြောင့်အားလုံးနေနဲ့ဒီနေ့ဆက်ဆက်မော်စီပွားရေးလို့မိတ်ဆွေတို့ပြောလိုက်ရင်မိတ်ဆွေတို့ဒီနေ့ကိုဘယ်လိုမျိုးမြင်လဲတော့မသိဘူးဒီနေ့ဒီနေရာမိတ်ဆွေတို့အေးစားသုံးတယ်ဒါပေမဲ့ပြောချင်တာဆက်ဆက်မော်ကုမ္ပဏီကမိတ်ဆွေတို့ဟာ7ပိုင်ရှင်နေရာမှာရှိတယ် base ပိုင်ရှင်လိုတက်ပိုင်ရှင်မဲကိုပိုင်ရှင်နေရာမှာရှိတယ်ကျင်ညာလက်ကလက်လီနေရာမှာရှိတယ်မိတ်ဆွေတို့အားလုံးနေနဲ့ဟုတ်တော့ဒါကြောင့်အားလုံးနေနဲ့ဒီနေ့ဆက်ဆက်မော်စီပွားမှာဝင်ရောက်လောက်ကင်လိုက်တာနဲ့မိတ်ဆွေတို့ကသေချာတာတခုကတော့ပိုင်ရှင်နေရာကိုမိတ်ဆွေတို့ရောက်ရှိသွားတာဖြစ်ပါတယ်ဒီစာမျက်နှာလေးကိုမိတ်ဆွေတို့နားလဲတယ်ဆိုရင်သေချာတာတခုကတော့မိတ်ဆွေတို့အားလုံးနေနဲ့ဒီစီးပွားမှာငါတို့လောက်ကင်တာဘယ်လောက်ထိတန်လဲဆိုတာကိုနားလဲမှာဖြစ်ပါတယ်ဒါကြောင့် AI နဲ့မိတ်ဆွေတို့မပြိုင်နိုင်ဘူးဒါပေမဲ့မိတ်ဆွေတို့ရဲ့ဒီနေ့ကျွမ်းကျင်နေတဲ့အရာမိတ်ဆွေပိုင်ဆိုင်ထားတဲ့အရာကိုမဖြတ်စီနိုင်တဲ့အရာ AI မဖြတ်စီနိုင်တဲ့အရာက marketing ပဲဖြစ်ပါတယ်ခင်ဗျာဟုတ်တယ်နော်ဒါကြောင့်ကျွန်တော်တို့လုပ်နေတဲ့အလုပ်ကဘယ်တော့ခါမှဘယ်လိုမျိုးသောသူမှကဘာကြီးရှိနေတဲ့ကဘာပေါ်မှာလူတွေရှိနေတဲ့သေချာတာတခုကတော့ကျွန်တော်တို့သေချာတယ်ဒီ marketing ဆိုတဲ့အရာကတော့ရှိနေမှာဖြစ်ပါတယ်ဒါကြောင့်အားလုံးအနေနဲ့ဒီနေ့တခြားသူတွေမသိတဲ့သူတွေမှအများကြီးပဲရှိသေးတယ်ဒီနေ့မိတ်ဆွေတို့မသိသည်ဖြစ်စေစတင်ပြီးတော့လောက်ကင်ထားတဲ့အတွက်မိတ်ဆွေတို့ကအရန်ကိုမှကံကောင်းပါတယ်သေချာတယ်မိတ်ဆွေတို့အနာဂတ်မှာသေချာပေါ့ချမ်းသာမဲ့သူတွေပဲဖြစ်ပါတယ်ခင်ဗျာချမ်းသာမဲ့သူဆိုတော့လက်ခုပ်တီးကြရနော်โอเคဒါကြောင့်အားလုံးအနေနဲ့ဒီနေ့ကျွန်တော်တို့သိရှိပြီဘယ်လိုမျိုးလုပ်မယ်ဆက်ဆက်မော်စီပွားရေးမှာတခြားနီးလမ်းမရှိဘူးမိတ်ဆွေတို့ဆက်ဆက်မော်စီပွားမှာလောက်ကင်နေဆိုတာလေဟေးကိုပြောတာတော့အရန်ကောင်းတယ်ဟောတို့ဘယ်လိုမျိုးလုပ်ရမှာလဲမိတ်ဆွေတို့အားလုံးနဲ့တခြားနီးလမ်းမရှိဘူးဒီတိုင်းပဲ3 4 5 6ဆက်ဆက်မော်ရဲ့နီးစနစ်တိုင်းပဲဒီတိုင်းပဲခင်ဗျဒါကြောင့်အားလုံးအနေနဲ့ဒီပုံလေးကိုဓာတ်ပုံရိုက်သွားဆက်ဆက်မော်စီပွားမှာအောင်မြင် upline ပြော upline ဒီအကြောင်းအရာကျွန်တော်သေချာရှင်းပြပေးပါဟုတ်တယ်နော်ဆက်ဆက်မော်စီပွားမှာဒီတိုင်းပဲကျွန်တော်လည်းစူးစမ်းခဲ့တယ်သင်ယူတယ်ဒီတိုင်းပဲကျွန်တော်သင်ယူတယ်လက်တွေးလောက်ကင်တယ်ဒီတိုင်းပဲ3 4 5 6ဆက်ဆက်မော်စီပွားအများကြီးမရှိဘူးခင်ဗျဒီ3 4 5 6တိုင်းလောက်ကိုင်နေဆိုရင်မိတ်ဆွေလိုချင်တဲ့ဝင်ငွေတွေအကောင်လုံးကိုတိဆောက်နိုင်မှာဖြစ်ပါတယ်နော်โอเคဒါကြောင့်အားလုံးအနေနဲ့ဒီနေ့3 4 5 6တိုင်းလောက်ကိုင်ခဲ့တာတွေ့လားဒီနေ့ပထမအဆုံးအနေနဲ့ကျွန်တော်လည်း brown ရာထူးရရှိခဲ့နော်ကျွန်တော်လည်း brown ရာထူးရှင်တယောက်ဖြစ်ခဲ့ဘူးတဲ့ဒါပေမဲ့ကျွန်တော် saver တော့မရလိုက်ဘူးနော်ကန်ဆိုလားကန်ကောင်းလားမသိဘူး saver ကနေ goal တစ်ခါတည်းတက်သွားတာနော်ဒါကြောင့်ကျွန်တော်ပြောချင်တာဒီထဲမှာ brown တွေလည်း goal တစ်ခါတည်းယူလို့ရပါတယ်နော် goal တစ်ခါတည်းယူလို့ရပါတယ်ထပ်မှန်ပြီးတော့โอเคပေါ်ကောင်းများမြင်โอเคထပ်မှန်ပြီးတော့ဆက်ပြီးတော့လှုပ်ဆောင်တယ် SL 3 4 5 6နီးစနစ်အတိုင်းပဲရုပ်တော့နည်းနည်းပြောင်းလာတယ်နော်ဒါကနော်ပို့ပြီးတော့မဖွေးတဲ့သားရေဖွေးအောင်လှုပ်တက်လာပြီတိုးတက်လာပြီလေနော်ဆက်ဆက်မလှုပ်ရဓာတ်ပုံလှုပ်တာလဲကျွမ်းကျင်လာတာ哦သားရည်တွေနဲ့ဖွေးလာပြီအဲ့ဒီတစ်စိတ်နှုတ်ထက်ပို့ပြီးတော့ဖွေးလာတယ်တွေ့လားပို့ပြီးတော့ဖွေးလာတော့မှန်တရားတိုင်းပြောပါဘာမှဖြစ်ပါဘူးပို့ပြီးတော့ဖွေးလာတော့ပတ်စံလဲပို့ပြီးတော့တိုးလာတယ်ခင်ဗျနော်ဒါကြောင့်အားလုံးနဲ့ဒီနေ့ကိုတိုင်းဒီနေ့ဓာတ်ပုံလေးတွေမလှဘူးဆိုရင်ယာတို့ကြီးလာရင်လှသွားလိုက်မယ်ဟုတ်တယ်နော်ဒါကြောင့်အားလုံးနဲ့ဒီနေ့ပို့ပြီးတော့ဖွေးလာပါတယ်နော်ပို့ပြီးတော့ဖွေးလာတယ်ပတ်စံတွေလည်းပို့ပြီးတော့တိုးလာပါခင်ဗျဒါကတော့တလကိုနော်9000နဲ့8000ပဲတိရရှိနိုင်တယ် brown ဆိုရင်ကျွန်တော်တို့တွေနဲ့အခုဆိုရင်8000နဲ့1000တော့မကတော့နော်ဒီကအခုဈေးကွက် plan နဲ့ပြောင်းမယ်ဆိုရင်တော့ကျွန်တော်တို့တလမှာ1000 2000ဝန်းကျင်ကျွန်တော်ရရှိနိုင်တယ်ကျွန်တော် goal ဆိုရင်3000ထက်တောင်ကျွန်တော်တို့ရရှိနိုင်တယ်ကျွန်တော်ဒီနေ့ပလဲဆိုရင်3သိန်းထက်ရရှိနိုင်တယ်ခင်ဗျဒီနေ့ ruby ဆိုရင်လည်းတလကို3သိန်းတစ်ပတ်ထက်ထိရရှိနိုင်တယ်ဝင်လိုချင်လားခင်ဗျမိတ်ဆွေရဲ့လက်ထက်မှာဒီနေ့စ조사ပိုင်ခွင့်တရားရကတော့ပေးတော့တာဖြစ်ပါတယ်โอเคအားလုံးအနေနဲ့ဒါကြောင့်ကိုယ့်ရဲ့လက်ထက်မှာရှိတဲ့အခွင့်အလမ်းကကိုဒီနေ့ကိုဘယ်လိုမျိုးမြင်လဲ
တေချာတယ်ကျွန်တော်လူမျိုးတယောက်လုံနိုင်မိတ်ဆွေမလုံနိုင်ဘူးလားကျွန်တော်လုံနိုင်တဲ့နီးလိုက်ရှင်မိတ်ဆွေမလုံနိုင်ဘူးလားတေချာတယ်လုံနိုင်တယ်ခင်ဗျာဒါကြောင့်ဒီပုံတွေကိုကြည့်လိုက်ရင်ကျွန်တော်အရန်ကိုမှဆက်ဆက်မော်စီဘွားမှာတေချာတယ်နော်ငါဒီနေ့ဆက်ဆက်မော်စီဘွားမှာတလားကိုတသန်းပတ်အနာဂတ်မှာရရှိတဲ့သူတယောက်ပဲဒါကြောင့်ကျွန်တော်လည်းပြောထားတယ်အနာဂတ်ကြရင်အနာဂတ်ကျွန်တော်ရဲ့တလားဝင်ငွေဟာတသန်းရရှိမှာဖြစ်ပါတယ်ဒါကျွန်တော်ရဲ့ဝင်ပြောရလားခင်ဗျာဘာကြောင့်လဲဆက်ဆက်မော်စီဘွားမှာတူပဲလေကိုရဲ့ရှင်းမှာဒီနေ့အောင်မြင်နေကြတဲ့သူတွေနဲ့ကိုဒီနေ့လောက်ကန်ရတဲ့ကုမ္ပဏီချင်းတူပဲမဟုတ်လားကိုရဲ့ရှင်းမှာဒီနေ့စ조사နေကြတဲ့ကိုနေ့ဒီနေ့စ조사နေကုမ္ပဏီချင်းတူပဲမဟုတ်လားသိချတဲ့ကျွန်တော်ဒီပုံလေးကိုခုနပုံလေးကိုကျွန်တော်ကြည့်လိုက်တဲ့ချိန်အဲ့ဒီချိန်တော့ဆက်ဆက်မော်ကြောင့်ဒီလောက်ထိမသိဘူးလေဒါပေမဲ့ဒီနေ့ကိုပို့ပြီးတော့သိလာပြီဟုတ်လားပို့ပြီးတော့သိလာပြီဖြစ်တဲ့အတွက်ငါပို့ပြီးတော့ရရှိမယ်ဆိုတာယုံကြည်တယ်ဆက်ဆက်မော်စီမှာဒါမဲ့တစ်လောက်တစ်သန်းပဲပေးထားရလားတစ်လောက်တစ်သန်းပဲပေးထားရလားဈေးကွက်ပလန်မှာပြောထားရလေအကန့်အသတ်မရှိဆိုတာတစ်သန်းတော့နဲနေသေးလားမသိဘူးနော်နဲနေလားဒါမဲ့ကျွန်တော်တို့ဒါရအောင်ရင်ယူလိုက်အောင်မယ်โอเคကျွန်တော်နဲ့သူကနာကမှာတစ်လောက်တစ်သန်းယူမယ်လက်ထောင်ကြည့်ပါဦးဟေးမိတ်ဆွေတို့ဒီနေ့လက်ထောင်တဲ့သူရမယ်လက်မထောင်တဲ့သူမရဘူးဘာကြောင့်လဲကိုရမယ်လို့တော့မပြောရဲသေးတာ哦ရဲတဲ့သူရမယ်ခင်ဗျမရဲတဲ့သူမရဘူးဟေးဘာဖြစ်လို့လဲသိလားကျွန်တော်ဒီနေ့အပလာမပြောဘူးနော်ချပြပေးမယ်ဒီနေ့နံပါတ်၄သင်းဖွဲစုကြီးမှာ तू ဘယ်လောက်ပြောထားလဲခင်ဗျတလောက်အမြင့်ဆုံးဘယ်လောက်ပြောထားလဲတသန်းနဲ့8000တိပြောထားတာနော်ဒါပဲကျွန်တော်တသန်းပဲယူထားတာခုနနံပါတ်5ခေါင်းဆောင်မွေးထုတ်စုကြီးမှာအကန့်အသတ်မရှိသေးတယ်ဒါမဲ့ကျွန်တော်စွတ်စွတ်ပေါင်းမှာတသန်းပဲယူထားတာဟုတ်တယ်မလားဒါကြောင့်ကျွန်တော်ပြောချင်တာဆက်ဆက်မော်စီပါမဲ့ဆိုတော့အပိုဝင်ငွေယူမလားဒါမှမဟုတ်မဲ့ဆိုတော့ဘွားပြောင်းလဲနိုင်တဲ့ယူမလားဒါမှမဟုတ်မဲ့ဆိုတော့အနာဂတ်ပြောင်းလဲနိုင်တဲ့ဝင်ငွေကိုယူမလားဗျရတယ်ဆက်ဆက်မော်ကုန်တယ်နင်တို့အပိုဝင်ငွေလိုချင်တယ်ဆိုရင်အပိုဝင်ငွေရအောင်ပဲကြိုးစားနင်တို့ဘွားပြောင်းလဲနိုင်တဲ့ဝင်ငွေလိုချင်တယ်ဆိုရင်ရတယ်နင်တို့ဘွားပြောင်းလဲနိုင်တဲ့ဝင်ငွေပဲကြိုးစားဒါပေမဲ့နင်တို့ရဲ့အနာဂတ်ပြောင်းလဲနိုင်တဲ့ဝင်ငွေလိုချင်တယ်ဆိုရင်အနာဂတ်ပြောင်းလဲနိုင်တဲ့ဝင်ငွေကြိုးစားလို့ရတယ်ခင်ဗျဒါကြောင့်ကျွန်တော်မြန်မာနိုင်ငံပြန်တော့ကျွန်တော်တငယ်ချင်းတွေကျွန်တော်ပြောတာရှိတာတငယ်ချင်းရွာမှာချမ်းသာဆောင်သူဘယ်သူလဲခတ်တာသူတို့လည်းမသိဘူးသူတို့လည်းမသိဘူးဘာဖြစ်လို့လဲတငယ်ချင်းလဲအဲ့ဒီချမ်းသာတဲ့သူတွေကငါချမ်းသာအောင်လုပ်မှာလို့တငယ်ချင်းဟုတ်လားတဲ့နင်မယောင်ရင်စောက်ကြည့်လို့ဘယ်ချိန်လဲလဲအနာဂတ်လို့ဟုတ်တယ်လေဟုတ်တယ်မလားကိုယ့်ရဲ့အနာဂတ်မှာဒါကြောင့်ကျွန်တော်ပြောရဲတယ်ထိုင်းဘက်ငွေတစ်လကိုတစ်သန်းကျွန်တော်ဝင်ငွေရရင်ကျွန်တော်ရွာမှာကျွန်တော်ချမ်းသာဆုံးသူဖြစ်မယ်ဆက်ဆက်မော်စီဘွားရဲ့နံပါတ်၄သင်းပွဲဆိုတာတစ်သန်းပဲပေးထားတာမဟုတ်လေတစ်သန်းနဲ့8000နံပါတ်5ခေါင်းဆောင်မှုတော်စုရဲ့ကတ်သန်းမရှိသေးတာဒါပေမဲ့တစ်သန်းဆိုတာနဲတော့နဲနေသေးတယ်ဟုတ်တယ်မလားဆက်ဆက်မော်စီဘွားစလောက်တယ်ကျွန်တော်လမ်းမှာတွေးတဲ့ကအဲ့ဒီကားငါတနေ့ကျရင်စီးနိုင်မယ်လောက်ရောလောက်မှလောက်တော့အဲ့လိုမတွေးရဲဘူးနော်ဆိုင်ကယ်လေးတစ်စီးဝယ်နိုင်ဖို့တော့မလွယ်ဘူးလေဟုတ်လားဒါကြောင့်ကျွန်တော်ယုံကြည်တယ်ဒီနေ့ကျွန်တော်မပိုင်ဆိုင်တဲ့အရာတွေအားလုံးကျွန်တော်အနာဂတ်မှာပိုင်ဆိုင်နိုင်တယ်လို့ကျွန်တော်ယုံကြည်တယ်ဗျ။ဘာကြောင့်လဲဆက်ဆက်မော်ရဲ့ဝင်ငွေမှာကျွန်တော်ရှိမှတကယ်ရနေတဲ့သူရှိလို့ပဲဖြစ်ပါတယ်။ဒါဆိုရင်အချက်လက်ရှိတယ်ကျွန်တော်ပြပေးမယ်။ဆက်ဆက်မော်စီဘွားရဲ့နံပါတ်၄သင်းဖွဲစုကြီးမှာဒါကျွန်တော်ရဲ့လွန်ခဲ့တဲ့လကတက်လာတဲ့ကျွန်တော်ရဲ့ PV 90ရာ13သိန်းသန်းဒါကျွန်တော်ရဲ့ PV အသစ်ဆွတ်ဆွတ်နော်အသစ်ချွတ်ချွတ်တက်လာတာဒါကလွန်ခဲ့တဲ့လကတက်ထားတဲ့ PV 3သန်းနဲ့6သိန်းစုစုပေါင်းတာ4သန်းကျော်ရှိတယ် PV ဒါကျွန်တော်ရဲ့networkတစ်ချမ်းနော်ဒါnetworkတစ်ချမ်းဒီနေ့9နှစ်ကြိုးစားပြီးပြီနောက်ထပ်networkတစ်ချမ်းမှာကျွန်တော်9နှစ်ကြိုးစားမယ်တစ်ဖက်မှာ3သန်း6သိန်းတစ်ဖက်မှာ2သန်း4သိန်းနံပါတ်4သိန်းပဲဆိုဘယ်လောက်လဲခင်ဗျဒါဆိုကျွန်တော်ရနိုင်လားမရနိုင်ဘူးလားမိတ်ဆွေတို့ရနိုင်လားမရနိုင်ဘူးလားအချက်နဲ့လက်နဲ့လာတာနော်ကျွန်တော်ဒီနေ့အပလာပြောတာမဟုတ်ဟုတ်လားခင်ဗျဒါဆိုရင်မိတ်ဆွေတို့လည်းဒီနေ့ရနိုင်မိတ်ဆွေတို့ပြောပြပေးချင်တာဆက်ဆက်မော်စီဘွားကြီးခွင့်လန်းဆိုတာကကျွန်တော်တို့အားလုံးနဲ့သေးလေးမဟုတ်ဘူးနော်မိတ်ဆွေတို့ဒီနေ့အခါမဲ့ရလို့တန်ဖိုးမထားပဲမနေနဲ့နော်မိတ်ဆွေတို့ဒီနေ့ဘွားတွေကိုပြောင်းလဲနိုင်တာမိတ်ဆွေရဲ့အနာဂတ်တွေကိုပြောင်းလဲနိုင်တာဟုတ်လားခင်ဗျဒါကြောင့်အားလုံးနဲ့ရည်မှန်းချက်မိတ်ဆွေတို့ကြည်ကြည်ထားပါအားလုံးပြောပြပေးချင်ပါတယ်ဒါကြောင့်ကျွန်တော်ယုံကြည်ပါတယ်ခင်ဗျဒီအချက်တွေကြောင့်ဆက်ဆက်မော်စီဘွားတစ်လောက်တစ်သန်းပဲရရှိနိုင်တာโอเคထပ်မံပြီးတော့ပြီးတော့ပါမယ်အားလုံးနေနဲ့ဒါကြောင့်ကျွန်တော်ပြောချင်ပါတယ်ဒီကားကြတော့မိတ်ဆွေအနာဂတ်မှာမိတ်ဆွေအောင်မြင်မှုပန်းနိုင်တွေကိုရရှိဖို့မိတ်ဆွေအခက်အခဲပြဿနာတွေကိုမိတ်ဆွေတို့ကြော်လွှားနိုင်ဖို့
အခုချိန်ထဲကနေပြီးကိုအမြဲတမ်းလေ့ကျင့်ထားပါဒီနေ့ကြုံတွေ့နေရတဲ့အခက်အခဲပြဿနာဆိုတာကမိတ်ဆွေတို့ဒီနေ့အရှောင်းမဲ့ပဲဘယ်တော့မှမိတ်ဆွေမရှောင်းဒါကြောင့်မိတ်ဆွေတို့မှတ်ယူရမှာကမိတ်ဆွေတို့ဒါဟာလာပြီးတော့အမြဲတမ်းသင်ပြပေးနေတာအနာဂတ်မှာဒီထက်မကပို့ပြီးတော့ခက်ခဲမဲ့ရတယ်အများကြီးရှိတယ်ဟုတ်လားဥပမာတစ်ခုပြောမယ်အခု iPhone ဈေးမိတ်ဆွေတို့ဒီနေ့2040 2030ပြင် iPhone ဈေးကျသွားမယ်ထင်လားမိတ်ဆွေရဲ့ဒီနေ့နေစာလာခါစားလုပ်နေတဲ့ဒီနေ့ဈေးကရောတက်လာမယ်လို့ထင်လားဟေးတွေ့လားခင်ဗျာအများကြီးမစင်စားနဲ့ဒါကြောင့်မိတ်ဆွေတို့အားလုံးနဲ့အခုလိုမျိုးအခက်အခဲပြဿနာကြောင့်မိတ်ဆွေတို့အရှုံးမပေးနဲ့အမြဲတမ်းဒီအရာနဲ့နော်ကိုတိုင်ကနေပြီးကြော်ဖြတ်နိုင်အောင်မိတ်ဆွေတို့အမြဲတမ်းလေ့ကျင့်နေပါခင်ဗျာပြောချင်တာကကိုလာပြီးတော့စမ်းသပ်နေတဲ့အခက်အခဲပြဿနာနဲ့ခင်မင်းရင်းနှီးမှုဒါဖြစ်တတ်တာပဲဒီလိုမျိုးပြဿနာဖြစ်ရင်လည်းဖြေရှင်းနိုင်တဲ့နည်းလမ်းတွေရှိတာပဲဒါဟာကျွန်တော်အမြဲတမ်းလေ့ကျင့်နေတယ်လို့ခေါ်တယ်ခင်ဗျာသိကြတယ်မိတ်ဆွေအနာဂတ်မှာမိတ်ဆွေလူကျင်တဲ့နံပါတ်1ကိုဟာဒီနေ့ဘဝမှာအောင်မြင်တဲ့သူတယောက်ဖြစ်ဖို့အတွက်ဖြစ်ပါတယ်ခင်ဗျာโอเคပြီးတော့မယ်မိတ်ဆွေဒီနေ့ဘဝမှာအောင်မြင်ခြင်းတဲ့သူတယောက်အနေနဲ့ရှိရမယ့်အရာမိတ်ဆွေနံပါတ်1ယုံကြည်မှုရှိရမယ်ဆက်ဆက်မော်စီဘဝမှာအောင်မြင်ခြင်းနဲ့ဟုတ်လားခင်ဗျာနံပါတ်1ယုံကြည်မှုရှိရမယ်ယုံကြည်မှုနော်ဒီနေ့အားလုံးနဲ့ယုံကြည်လားခင်ဗျာကိုအောင်မြင်မယ်ဆိုတာယုံကြည်ပါမိတ်ဆွေတို့မယုံကြည်ဘယ်သူမှမယုံဘူးမိတ်ဆွေတို့လည်းနော်ဒါကြောင့်နံပါတ်1မိတ်ဆွေတို့မှာယုံကြည်မှုရှိပါဘာကြောင့်ယုံကြည်မှုရှိရမှာလဲဟေးကိုရဲ့ရှင်းမှာလဲဒီနေ့ကိုစင်ကိုအရင်ဆုံးနဲ့ဥပမာကိုစင်ကိုအိုးထိုင်းနိုင်ငံမှာလာပြီးတော့အသက်16နှစ်ငယ်လေးနဲ့နေပြီးတော့လာပြီးတော့လောက်ကင်တဲ့လူငယ်တယောက်မှလုံနိုင်တယ်ဆိုရင်သူတော့10တန်းမအောင်9 10တန်းအောင်သားသေးတာလေဟုတ်လား तू က10တန်းမအောင်9 10တန်းအောင်သားသေးတာလေဟေး तू ကအင်္ဂလိပ်စာဘာမှမတတ်ဘူးငါတော့မှအင်္ဂလိပ်စာငါရဲ့နာမည်မှန်ရေးနိုင်သေးတယ်နော်ကောင်းတဲ့ဘက်ကကြည့်ယုံကြည်မှုရှိပါခင်ဗျပြီးရင်ဘာရှိရမလဲသင်ယူမှုရှိပါယုံကြည်မှုတခုကယုံကြည်တယ်မိတ်ဆွေယုံကြည်တယ်ဆိုမိတ်ဆွေဘာလို့ဖို့လို့လဲမိတ်ဆွေအဲ့ဒီလောက်ကိုချောမွေးနဲ့လုံနိုင်ဖို့သင်ယူမှုရှိပါယုံကြည်မှုရှိပါသင်ယူမှုရှိပါသင်ယူမှုရင်ဘာလို့ရမသိလားမိတ်ဆွေတို့မှာဒီနေ့ပြုပြင်ပြောင်းလဲမှုကိုဒီနေ့ကိုမှလိုအပ်နေတဲ့အရာဘာရှိလဲပြုပြင်သွားအောင်မြင်ခြင်းတဲ့သူတယောက်ဆိုရင်အောင်မြင်နိုင်တဲ့နော်ကိုမှဒီနေ့ပညာရက်တွေအသိပညာတွေအောင်မြင်တဲ့သူရှေ့မှာဘယ်လိုမျိုးလုပ်လဲကိုမှဒီနေ့မကိုက်ညီတဲ့အရာဖယ်တော့ဟုတ်လားကိုက်ညီတဲ့အရာဖြစ်ဆွဲဟုတ်လားဖယ်တော့မယ်ဖြီးဆွဲမယ်သိချာတယ်ခင်ဗျပြုပြင်ပြောင်းလဲရမယ်ဟုတ်တော့အေးဒီနေ့မိတ်ဆွေတို့အားလုံးနေနဲ့ပြုပြင်ပြောင်းလဲမှာပြီးရင်ဘာလို့ရှိရမလဲခင်ဗျထပ်မှန်ပြီးတော့မိတ်ဆွေဇွဲလုံးလာဝိရိယရှိရမယ်ဘာဖြစ်လို့ဇွဲလုံးလာဝိရိယရှိရတယ်မိတ်ဆွေတို့ဒီနေ့သင်ယူမှုဆိုတာကျွန်တော်ရက်တန်လို့မရတဲ့အရာမိတ်ဆွေတို့အောင်မြင်မှုတစ်ဆင့်ချင်းတို့သွားဖို့တဲ့သင်ယူမှုတွေအမြဲတမ်းလုပ်ရမယ်သင်ယူမှုတွေအမြဲတမ်းလုပ်နေဖို့တော့မိတ်တို့ကဇွဲလုံးလာဝိရိယရှိဖို့လိုတယ်မိတ်ဆွေတို့ဒီနေ့ပြုပြင်ပြောင်းလဲဖို့တဲ့အမြဲတမ်းပြုပြင်ပြောင်းလဲနိုင်ဖို့အမြဲတမ်းသင်ယူမှုတွေရှိနိုင်ဖို့မိတ်ဆွေတို့မှာဇွဲလုံးလာဝိရိယရှိရမယ်ခင်ဗျအဲ့ဒီအရာကိုကျွန်တော်တို့တွေကဘာလို့ခေါ်လဲဆိုတာစီကံလို့ခေါ်ပါတယ်မိတ်ဆွေတို့ဒါကြောင့်မိတ်ဆွေတို့ရဲ့စီကံဟာမိတ်ဆွေတို့ရဲ့အနာဂတ်ပဲဖြစ်ပါတယ်ခင်ဗျနော်ဒါကြောင့်ကိုဟာစီကံအားနေတဲ့သူဆိုရင်သေချာပေါ့အနာဂတ်မှာကိုဟာမအောင်မြင်နိုင်တဲ့သူပဲဒါကျွန်တော်ရေးပြောရတယ်ဒါကြောင့်ဆက်ဆက်မောစီဘွားမှာမိတ်ဆွေတို့အားလုံးနဲ့ကိုလောက်နိုင်တဲ့အရာကနေအကောင်းဆုံးစလောက်ပြီးတော့မိတ်ဆွေစီကံရှိနဲ့လှုပ်ဆောင်သွားမယ်ဆိုရင်မိတ်ဆွေအနာဂတ်ကအောင်မြင်တဲ့သူတယောက်သေချာပေါ့ဖြစ်နိုင်တယ်โอเคအားလုံးနေနဲ့thank you တော့ရောက်လာပြီဒီနေ့နောက်ဆုံးနေနဲ့ကျွန်တော်သတိပေးခြင်းပါတယ်သတိအားလုံးသတိရှိပါအဲ့ဒါပါလဲဆိုတော့ဒီနေ့လိုက်ပြီးတော့အပျော်သဘောလုံးနေသည်ဖြစ်စေပြင်းပြစွာစူးစမ်းနေသည်ဖြစ်စေစစ်မှန်တဲ့မိမိဘဝတွေကိုသုံးပြုနေရခြင်းအတူတူဖြစ်ပါသည်ပြောချင်တာကမိတ်ဆွေတို့ဒီနေ့ဒီသင်တန်းကလူထဲမှာမိတ်ဆွေတို့ကဒီနေ့အိမ်ငိုက်ပြီးတော့သင်နေတာပဲဒါမှမဟုတ်ပြင်းပြစွာမိတ်ဆွေတို့သင်နေတာပဲစိတ်တွေဝေဝါးပြီးတော့သင်နေတာပဲအားလုံးကဒီနေ့စစ်မှန်တဲ့အချိန်တွေကိုသုံးနေရတာမဟုတ်လားဆက်ဆက်မောစီဘွားမှာလည်းမိတ်ဆွေတို့ဒီနေ့တလားကုန်သွားတယ်အေးစစ်လေးပျော်သဘောလေးဘာမှမပြောရတယ်ဒါပေမဲ့မိတ်ဆွေတို့သိရမှာကမိတ်ဆွေတို့ရဲ့စစ်မှန်တဲ့အချိန်တွေကိုသုံးချနေရတာဖြစ်တယ်ခင်ဗျဟုတ်တယ်နော်ဒါကြောင့်အားလုံးနေနဲ့အပျော်သဘောဒီနေ့မကြိုးစားပါနဲ့ပြင်းပြစွာကြိုးစားပါလောကမှာကျွန်တော်တို့ပြင်းပြစွာကိုလိုချင်တဲ့အရာတစ်ခုကိုပြင်းပြစွာကြိုးစားမှသာလျှင်ကိုလိုချင်တဲ့ရလဒ်တွေကိုရရှိမှာဖြစ်တယ်ဗျအပျော်သဘောဒီနေ့မိတ်ဆွေတို့လောက်နေသွေးကတော့မိတ်ဆွေနဲ့အောင်မြင်မှုကဓာတ်တလန်းတန်တလန်းဖြစ်နေမှာပဲလို့အားလုံးကိုသတိပေးနေဒီနေ့အောင်မြင်သူအပ္ပစဒီမှာဆုံးသက်ခြင်းပါနဲ့ MC ကိုရိုသေလေးစားစင်မတော်ပဲခေါ်ပါရခင်ဗျာ